တူတော့တူတယ်ဒါပေမဲ့မတူပါလို့အမည်ပေးထားတဲ့တရားတော်ဗာတရားတဲ့ဒီနေ့တို့အဲ့ဒီတူတော့တူတယ်မတူပါဆိုတဲ့တရားကိုဒူရင်တေရတမြတ်စွာဘုရားသာသနာတော်မှာဒူရင်33ပါးကိုဆောင်လို့ဒူရင်ဧတတဲ့ဘွယ်ထူးဂုံတို့ရတဲ့အရှင်မကတ္တဗအလောင်းတော်ဘဝကဟောခဲ့တဲ့စကားကိုပြောခဲ့တဲ့စကားကိုတို့ပြန်ပြီးတော့ဒီနေ့တရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တို့အပြန်ပြောပြမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့တူတော့တူတယ်ဒါပေမဲ့မတူပါလို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာဒီကနေ့စတင်ကဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြားသေးပြီတရားမနာကြားသေးပြီမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်၆ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးကိုရောသေးသောအလို့ချီးမွမ်းရှိခိုးရဓမ္မတပင်စတင်ဖွင့်ကြရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်အုပ်ချီပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မသနာပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားရှိကျိုးကိုရောမူသောအတ္တနမေကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးမူသော၍ဓမ္မတပင်စတင်ဖွင့်ကြရအောင်ဥရိတိဒါနီလောကိညုစန္တိမာဓမ္မတိရကုဘာဝတေတိဣမေသန္တုဓမ္မရံတိဓာတုစုဒါနီဒါနီဘုရားတိဟုသောယရဏစံယုံကြောင့်တရပံငုံတို့ဖြာဖြာစံဆုံးတင်၍စွမ်းကုန်ပွင့်ရမည်ယခုခါကာလသမယ၌ဓမ္မတိရကုရွှေမြရောင်နေလာရောင်တွေလာရောင်တို့ထက်ဂရေဂရမကအဝင်းကြည်ပ၍အလင်းသိတလာဖြာဖြာပွားနိုင်သဖြင့်ကဘာတလွားမှာယရဏတရားတိဟုသောအယောင်ဝါလည်းရှိတော်မူပါ၏ထသောလောကီညုလူအကြောင်းတွေနတ်အကြောင်းတွေမြမအကြောင်းတွေနဲ့ကဘာအကြောင်းတွေရှိရှိသမျှမိမိရရအခက်မဲ့ထင်မြရှင်ပဲထင်မြလက်တင်ထားတဲ့ကဲ့သို့ပိုက်ကြဝေပံတဗ္ဗညုတရွှေဉာဏ်တော်ဖြင့်ဧကံသိမြင်တော်မူပါပေထသောစန္ဒီမာတကဘာလုံးမာသာဆုံးထိန်ဆုံးဖြစ်၍စိတ်တလုံးမြတော်တာလို့ခဏမပေါ်လာလည်းရင်တမျောကမန္နေလင်းရသည်စံငွေပွင့်ပုံတွင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဥရေတိအမိုက်ကိုပင်ခွာရှောင်းအမောက်ကိုပြန်ခွင်း၍အလင်းတတကြီးကြီးနှင့်ဘိုလ်ဥရိတောင်းတေစီမှာမြရောင်ကြီးတပိတ်ဖိတ်နှင့်တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီစန္ဒီမှာလေးကျွန်းကိုလက်ရ၍400ကိုမြန်တော်မူတိတကူမြန်နှန်းနှင့်လာစံရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုရောမြတ်ကြီးဖရာတွန်းအတွင်းဘူးအပြင်ဘူးအစဉ်ဘူးကအပူကတ်ကြသဖြင့်အဗုဒ္ဓရှိသူတွေကိုဘုဒ္ဓတွင်ချုပ်ငိမ့်အောင်ယုတ်သိမ့်အေးမြစေနိုင်သည့်ဧဝပိုင်ဖြစ်တော်မူသောရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီတပ္ပအညိတဆော၍မြတ်သဘောဝါဒနာခိုင်ညာသဖြင့်ဓမ္မရာအတိုင်းဖြောင်းမှန်စွာနေကြကုန်သောဣမေသန္တုရှေးဘဝဇယာယိတို့ကြောင့်အေးမြတ်ကိုယ်သာကြိုက်၍နေကြကုန်သောထိုများစွာတတ္တဝနံဓမ္မသမျှတို့ကိုဓမ္မရံတိဟိဂုံတော်ညွန့်6ဆုံးဤဘုံတော်6ခန်းတရားတော်ဒီဟုသောမြရောင်ကြီးပန်းတို့ဖြင့်ဘာဝတေတိပါရမီဒိဋ္ဌမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နန်းအမတမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ဝေစံတကြီးကြီးတလီလီပပဝင်၍ထောလင်းတော်မူလဲပါကပ္ပအမောင်မတိမြရောင်ကြီးညွန်ဘုတို့ဖြင့်အထူးကြတရေမဆုံးနိုင်သည့်ရွှေဘုံခိုင်ကိုရောမြတ်ကြီးဖရာဆိုလိုက်ပါငါကိုသမုတ်နံယုံနဲ့ထွေ
ယောဂကင်းလျက်အသက်တာရှိချမ်းသာကိုယ်စိတ်ယိုဖိတ်လျံဝေဘေခသိမ့်အေးငြိမ်းရပါစေဆရာအမိညာတိအဆွေယောဂကင်းလျက်အသက်တာရှိချမ်းသာကိုယ်စိတ်ယိုဖိတ်လျံဝေဘေခသိမ့်အေးငြိမ်းကြပါစေတရားနာကြမြလာဝေနေယောဂကင်းလျက်သက်တာရှိချမ်းသာကိုယ်စိတ်ယိုဖိတ်လျံဝေဘေခသိမ့်အေးငြိမ်းကြပါစေမြမပြည်ကြီးခုမိသူတွေယောဂကင်းလျက်သက်တာရှိချမ်းသာကိုယ်စိတ်ယိုဖိတ်လျံဝေဘေခသိမ့်အေးငြိမ်းကြပါစေကဘာဘောရှိမြပြီသူတွေယောဂကင်းလျက်အသက်တာရှိချမ်းသာကိုယ်စိတ်ယိုဖိတ်လျံဝေဘေခသိမ့်အေးငြိမ်းကြပါစေတဗ္ဗိတိယောဝုဇန္တုသောကောရောဂောဝိနာတတုမာတေဝန္တောတရာယသုခိတိကာယောဂဘဝတဗ္ဗိတိယောလုံးစုံသောဘေဥပယောဂအန္တရေဟုသမျှပေါင်းတို့သည်ဝိဝေသံတုရှောင်လွယ်ပြောင်းပြကြပါစေကုန်သောကောသသောကတရားသည်၎င်းယောဂောသကအနာယောဂသည်၎င်းဝိနာတတုပျောက်ပြပါစေအန္တရာယအန္တရေပေါင်းတို့သည်မာဘွန်တို့မကြမရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတံကိုယ်စိတ်နှဖျားကျမ်းမှချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီကာယုကတရားတန်ကိုကြော်လှမ်းနိုင်ကြကုန်သည်ဘဝတုဘဝတုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်တည်းမေတ္တာအာတိတမေတ္တာပတ္ထနာများပြုပြီးတော့ဒီနေ့နေ့ကင်းပိုင်းသောအနုမောဒနာရေသက်ချဓမ္မသဘင်တရားပွဲကိုဘုန်းကြီးတို့စတင်ပြီးတော့ဖွင့်ပါတယ်တရားကောင်းစဉ်ကတူတော့တူတယ်ဒါပေမဲ့မတူပါဘာတယ်လဲပြောကြည့်ဘယ်နဲ့ကိုတော့တရားကြီးကလည်းတူတော့တူတယ်ဆိုပြီးတော့နောက်ကဒါပေမဲ့လေးပါလာပြီးတော့မတူပြန်ဘူးဆိုတော့ဘယ်လိုလဲမြတ်စွာဘုရားရှင်ကိုတော်မြတ်ကဓမ္မပဒပါဠိတော်ကြီးမှာအပမတောအမတံပရံပမာရောမိစ္ဆုနောပရံအပမတနာမိယန္တိယေပမတ္ထာယထာမတံဘိက္ခဝေယဟန်တော်များဥစ္စေသားတို့အပမတော်ကောင်းမှုဟူသမျှကိုယ်ကိစ္စ၌ကောင်းမှုဟူသမျှကိုယ်ကိစ္စတွင်စိတ်ဝင်စားလျက်တရားတတိထားအရှိဖြင့်အတိမကင်းမမေ့မလျော့ခြင်းသည်အမတံပဒံသေခြင်းကင်းရာနိဗ္ဗာနတ္တအမြတ်ဓမ္မရရန်လွန်ကောင်းအကြောင်းဖြစ်ပါ၏ဗမာတော်ကုသိုလ်ကောင်းမှုရှိသည်ဟုပင်မထင်သလိုထိုထိုကိစ္စဟုသမျှ၌ဝရိယမပါပညာမရှိတတိလောကင်းမေ့လျော့ခြင်းသည်မေဇုနောဝမပြတ္တာသမသိမ့်ချေအသေးမဆက်တသေးသေးတရားခြင်းဤဗဒံဒုက္ခဆယဟဆက်မပြဖို့ဇမကောင်းဖန်အကြောင်းမှန်လာပါ၏အပမတံ
ပညာရှိရှိတရိထား၍တရားမွေသည်အလေးမပေါ့မမေးမလျော်သောသူတို့သည်နမိယန္တိဇာတိထိုဆက်ဘဟုချက်ကိုဖြိုဖျက်နိုင်ရာဇရမရဏမလာရပဲတာစွာအတရေအခြေလာလာမသေးရမသေးနိုင်တော့ကုန်ရေအာဟုသောအမြတ်တရားမျိုး၏အကျိုးမမြင်အကျဉ်သူတို့သည်ပမတံတတိမထအတိပါလျက်တရားလွတ်၍မေ့လျော့ကြလေကုန်၏ဒေသောတတိလွတ်၍မေ့လျော့အာကြည်တရားမမိသောသူတို့အားမတယထာအညွတ်မတအခက်မပေါက်တစ်၆အလားတရားမဖြိုအကျိုးမထွက်မတိုးတက်၍အသက်ရှင်လျက်ညွန့်ဖက်မလူသူသေးနှင့်သာတူကြပါပေကုန်တည်းဒီပါဠိတော်ရဲ့အဓိပ္ပာယ်အတူကောက်ကကုသိုလ်တရားတွေကိုမေ့နေရင်အသက်ရှင်လျက်နဲ့သေနေတဲ့သူဘေးသားရဲ့ကုသိုလ်တရားတွေကိုမေ့နေရင်ဘာရှင်လျက်သေနေတဲ့သူကုသိုလ်တရားတွေကိုနင်းနေညညတတိတရားနဲ့ပြုလုပ်နေရင်အသက်ကောကုသိုလ်ရောရှင်သန်နေတဲ့လူလို့ဒီလိုအဓိပ္ပာယ်ထွက်ပါတယ်အဲ့တော့ဒီနေရာမှာဘုန်းတော်ပြည့်တတ်ပေါင်းသူတော်ကောင်းတို့လူတယောက်သေတယ်မသေဘူးဆိုတာကိုလောကကဘာနဲ့ကြည့်တုံးဆိုတော့အသက်ရှူတာကိုကြည့်တယ်ဘာကိုကြည့်တယ်အသက်ရှူနေသေးရင်လူမသေသေးဘူးဟုတ်တယ်မဟုတ်လားအသက်မရှူတော့ရင်သေသွားပြီဒါကလောကကြည့်တဲ့ဥပမာဘုန်းကြီးတို့ဒေသနာတော်မှာကတော့ပရိသတ်တွေရဲ့အသက်ရှူနေပေမဲ့လို့ကုသိုလ်ကောင်းမှုကိုမေးနေရင်ကုသိုလ်ကောင်းမှုမပြုရင်အဲ့ဒီပုဂ္ဂိုလ်ဟာလူသေးပဲတဲ့ပါတယ်လေဒါမြင်ရင်ဘုန်းကြီးတော်ပြတာပေါင်းတော်ကောင်းတို့မှတ်ရမှာကအသက်ရှူပြီးတော့မရှင်တဲ့လူအသက်ရှူပြီးတော့ရှင်နေတဲ့သူနှမျိုးရှိတယ်ဘယ်နှမျိုးအသက်တော့ရှူတယ်ဒါပေမဲ့မရှင်မှုသေနေပြီအသက်တော်ရှူတယ်ဒါပေမဲ့ရှင်နေတဲ့လူသားအလုံးကမသေးရင်အလုံးကအသက်ရှူနေတာပဲမရှူဘူးလားအသက်ရှူတယ်ဆိုတာထွက်လေဝင်လေကိုခေါ်တာဘာခေါ်တာလဲထွက်လေဝင်လေလို့ခေါ်တဲ့ဒီအသက်ရှူဆိုင်မှုဟာဘာကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတော့ဆိုရင်ဘုန်းကြီးတို့ဇာပေများမှာအတ္တတပတ္တတဝါယောဓာတုစိတ်တသမုဋ္ဌာနိကာတဲ့ထွက်လေဝင်လေလို့ဆိုတဲ့လေဟာစိတ်ကိုအခြေခံပြီးတော့ဖြစ်တာတနည်းပြောမယ်ဆိုလို့ရှိရင်စိတ်ကြောင့်ဖြစ်တာဘာကြောင့်ဖြစ်တာစိတ်ရှိနေလို့ထွက်လေဝင်လေဖြစ်နေတာဟုတ်တယ်မို့လားဒါပေမဲ့လို့ဘုန်းကြီးတို့ဘေးသားရဲ့စိတ်ရှိနေပေမဲ့လို့ထွက်လေဝင်လေမရှိဘဲနဲ့ထုတ်နေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တဲ့ဘယ်သူတွေတော့ဆိုနံပါတ်1အမိဝမ်းထဲမှာပဋိသန္ဓေတည်နေတဲ့ခလေးတဲ့အမိဝမ်းထဲမှာ9လ10လခလေးပဋိသန္ဓေလွယ်ထားတာအဲ့ဒီခလေးကလှုပ်နေရင်အသက်ရှိတယ်ခလေးလှုပ်နေရင်ဘာဖြစ်လဲဒါပေမဲ့လို့ဘုန်းကြီးတို့ဘေးသားအဲ့ဒီခလေးအသက်မရှူဘူးတဲ့အဲ့ဒီကလေးဘာဖြစ်တယ်အမိဝမ်းထဲကကလေးဘယ်တော့မှအသက်မရှူဘူးစိတ်တော့ရှိတယ်လှုပ်နေတဲ့အထဲမှာအသက်မရှူဘူးတဲ့စာပေများတွေလိုပြောတယ်အဲ့ဒီကလေးဘယ်တော့မှအသက်ရှူတော့လို့ဆိုတော့အပြင်ကိုရောက်လာတဲ့အခါကျတော့မှအသက်ရှူတယ်အမိဝမ်းထဲမှာပရိသန္ဓေတည်နေတဲ့ကလေးဟာစိတ်တော့ရှိတယ်ဒါပေမဲ့ထွက်လေဝင်လေလို့ဆိုတဲ့ရှူဆိုင်မှုကိုမပြုတ်ဘူးတဲ့မွေးဖွားလာလို့အပြင်ကိုအမိဝမ်းကကျွတ်တော့အမိဝမ်းကနေအပြင်ကိုထွက်လာတဲ့အခါကျတော့မှအသက်ရှူတာအဲ့တော့အခုယောဂီတို့ဘုန်းကြီးတို့မာသီစတော်ဘုရားကြီးနေရပေးထားတဲ့အသက်ကလေးရှူသွင်းလိုက်လို့ဝိုင်းမိုက်ကလေးဖောင်းလာရင်ဘယ်လိုမှတ်တယ်လေလေးပြန်ရှူထုံးလိုက်လို့ပိန်ကြသွားရင်ထွက်လေဝင်လေပဲမဟုတ်ဘူးလားအတ္တရပတ္တရထွက်လေဝင်လေပြီးတော့ကောင်းပြီမွေးချင်းကလေးဟာထွက်လေနဲ့ဝင်လေဘယ်ဟာအရင်စတယ်လဲသူအသက်စရှူမှာကိုအဲ့ဒါကိုယ့်အကူမှတ်ထားနော်စာပေများပြောထားတယ်လူလောကတဲ့ကိုစရောက်လာတာဟာငါအသက်စရှူတာဘယ်တော့စရှူတယ်လဲအမိဝင်းကကြွကြွချင်းအသက်စရှူတာ
အသက်ဆရှူတဲ့အခါကြတော့ကိုထွက်လေနဲ့ဝင်လေဟာဘယ်ဟာအရင်ဖြစ်တုံးဆိုလို့ရှိရင်တဲ့ထွက်လေကအရင်ဖြစ်တယ်။ဘာလေကအရင်ဖြစ်တယ်။ဝမ်းထဲမှာလေတွေအောင်းနေတာကလေးရဲ့ဝမ်းထဲမှာမရှူဘူးအမိဝမ်းထဲမှာနေတော့ကအဲ့ဒါလေအောင်းနေတာအဲ့ဒါသူအပြင်ရောက်လာရင်ပြုံးမနဲ့သူဘယ်လိုလဲဗိုက်ထဲကလေကအရင်အပြင်ထွက်မှာထွက်တော့မှအပြင်ကလေပြန်ရှူထုတ်ရမှာအဲ့ဒီကနေပြီးတော့ရှူဆိုင်စတာပဲအသက်ရှူတော့တာပဲအဲ့ဒီကစပြီးတာအဲ့တော့ကလေးအဲ့ဒီလိုမှမလုပ်လို့ရှိရင်ဘယ်နဲ့လုပ်လဲဇောက်ထိုးလုပ်ပြီးတော့ရိုက်တယ်ပြောတာပဲအဲ့ဒါအဲ့တော့မှဝါဆိုတော့မှပါဇက်ထဲကလေးကဝမ်းမိုက်ထဲကလေးကအပြင်ကိုအရင်ထွက်တာပြီးတော့မှအပြင်ကလေးကပြန်ဝင်တာအဲ့ဒီကစတာပဲအဲ့ဒါရှူဆိုင်ဆိုတာဒါမြင်အမိဝမ်းထဲမှာပရိသန်နေတည်နေတဲ့ကလေးဟာစိတ်တော့ရှိတယ်ဒါပေမဲ့မရှူဘူးရှူဆိုင်မှုမလုပ်ဘူးရှူဆိုင်မှုဘယ်တော့လုပ်လဲအပြင်ရောက်မှအပြင်ရောက်တာတော့မှဝင်လေနဲ့ထွက်လေဘယ်ဟာစတယ်တဲ့ထွက်လေကအရင်စတာဘယ်ကစလဲထွက်လေကအရင်စတာထွက်လေဝင်လေ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 သွားဖို့အဲ့ဒါဟိုမသေးမချင်းပဲအသက်50နေမလား50လုံးအဲ့ဒီထွက်လေဝင်လေဟာကိုကတော့အိပ်ပျော်နေတဲ့ထွက်လေဝင်လေကတော့အိပ်မပျော်ဘူးသွားနေတာပဲအဲ့ဒီလိုအမိဝမ်းထဲမှာပရိသန်နေတည်နေတဲ့ခလေးစိတ်တော့ရှိတယ်ဒါပေမဲ့ရှူဆိုင်မှုမပြုတ်ဘူးတဲ့နောက်တကနာမနှစ်ရေနစ်နေတဲ့သူနောက်ရေထဲမှာငုံနေတဲ့လူတဲ့ရေထဲမှာငုံနေတဲ့လူဟာအသက်အောက်ထားတာဘာအောက်ထားတာလဲအသက်ရှူလားသူစိတ်တော့ရှိတယ်ဘာရှိလဲပြေးတယ်ရေငုတ်သမားတွေကရေထဲမှာဟဲ့ရေပုံးကျသွားတယ်ဟဲ့ခလေးရေနစ်လို့လည်းငုတ်ရေငုတ်သွားတယ်ဆင်းဆယ်တန်းဆိုရေငုတ်တတ်တဲ့လူကဆင်းဆယ်တယ်ရေထဲမှာသူဘာလုပ်နေလဲအသက်အောင့်ထားရတယ်ဘာလုပ်ထားလဲအသက်ရှူလို့ရသလားစိတ်တော့ရှိတယ်အသက်မရှူဘူးရှူဆိုင်မှုမပြုတ်ဘူးရေငုတ်တဲ့လူရေနစ်တဲ့လူကရှူဆိုင်မှုမပြုတ်ဘူးတဲ့ရေထဲမှာနေတဲ့လူက2ယောက်ရှိသွားပြီဘယ်2ယောက်လဲနောက်တက္ကနာမှာ3ပုဂ္ဂိုလ်ကဗြဟ္မာကြီးတွေတဲ့ဗြဟ္မာ20မှာနေတဲ့ဗြဟ္မာကြီးတွေဟာစိတ်တော့ရှိတယ်မရင်တည်းရှူဆိုင်မှုကိုမပြုတ်ဘူးထွက်လေဝင်လေမရှိဘူးဗြဟ္မာကြီးတွေနောက်တက္ကနာမလေးကပင်စမဇံကိုဝင်သားနေတဲ့သူဒီတိုင်းပဲထွက်လေဝင်လေမရှိဘူးနမငါတတိလေးပြီးတော့တွေးဝေမိန်မောနေတဲ့သူတဲ့ဒီပုဂ္ဂိုလ်တွေဟာလည်းပဲအသက်တော်ရှိတယ်စိတ်တော်ရှိတယ်ဒါပေမဲ့အသက်မရှူဘူးတနည်းပြောရင်ရှူဆိုင်မှုကိုမပြုဘူးအဲ့ဒီပုဂ္ဂိုလ်တွေမှာတပါးကြံတဲ့သူတွေအလုံးကအသက်ရှင်နေတယ်မြထွက်လေဝင်လေလို့ခေါ်တယ်အသက်ရှူဆိုင်မှုဆိုတာနေနေညညလုံနေကြတယ်တဲ့အသက်ရှူနေပါလေအသားနဲ့အသက်မရှင်တဲ့လူဆိုတာဘယ်လိုလူမျိုးဆိုတာကိုသိဖို့လို့ဘုရားရှင်ကိုရောမြတ်ကအပ္ပမတော်အမတံဗရံပမတော်မိစုနောဗရံအပ္ပမတနာမိယန္တိယေဗမတ္ထာယထာမတာခုနပါဠိတော်ကပြောသွားပြီကုသိုလ်တရားမှန်သမျှတွေကိုမေ့နေရင်အသက်ရှူနေလျက်မရှင်တဲ့သူကုသိုလ်တရားတွေကိုမေ့နေရင်ဗါတယ်လေအသက်ရှူနေလျက်မရှင်တဲ့လူပြန်ပြောကြည့်အသက်ရှူနေတဲ့မရှင်ဘူးလေတော့ရှူနေတဲ့မရှင်ဘူးဒေသနာတော်ကဘာနဲ့ဥပမာပေးတယ်ဖားဖို့ကြီးနဲ့ဥပမာပေးတယ်တဲ့ပပဲတို့ပဒိန်တို့လှုပ်တဲ့နေရာမှာဒီမှာဖားဖို့ကြီးတွေတွေ့ဘူးတယ်မဟုတ်လားကျိုးနဲ့ဆွဲတာဘာနဲ့ဆွဲတယ်အဲ့ဒီဖားဖို့ကြီးတဲ့လေတွေမရှိဘူးလားရှင်းမှမိသွေးနဲ့တခါတည်းခွက်လေးထားပြီးတော့လုံနဲ့အထက်မှာရွှေထက်အကိယသမားတွေဆိုရင်လည်းဓာတ်လုံးတွေပါတွေထက်ဗရမယာတွေပါတွေထည့်ပြီးတော့ရှူရှဲ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 ဖားဖို့ကြီးကအောနေတာဘယ်ကအောနေတာအဲ့ဖားဖို့ကြီးကလည်းလူတွေတက်ရှူလို့ရှူရှဲရှူရှဲနဲ့သူ့ဖားဖို့ကြီးတွေကလေတွေမမှုတ်ထုတ်ဘူးလားမုတ်ထုတ်လိုက်ဝင်သွားလိုက်မုတ်ထုတ်လိုက်ဝင်သွားလိုက်နဲ့အဲ့ဒီဖားဖို့ကြီးကအသက်ရှူမလို့အဲ့ဖားဖို့ကြီးဟာလေတွေထုတ်ချီဝင်ကြီးလုံနေပေမဲ့လို့ဖားဖို့ကြီးကုသိုလ်ရသလားဘာကုသိုလ်မှမရဘူးဖားဖို့ကြီးဟာဒီဥပမာလိုပဲတဲ့အသက်တော်ရှူနေတယ်ဝင်နေထွက်နေတဲ့လေတွေရှူဆိုင်မှုပြုနေတယ်သူ့လူသားလို့တော့ခေါ်တယ်လူအသက်ရှူနေတယ်ဒီကောင်မသေးသေးဘူးအသက်ရှူနေတယ်ဝင်လေထွက်လေအတ္တရပတ္တရဝင်လေထွက်လေရှိနေတယ်ဒါပေမဲ့လို့ကုသိုလ်ကိစ္စမှန်သမျှတွေကိုမေ့ပြီးတော့ကုသိုလ်ကောင်းမှုဘာမှမရှိပဲနဲ့တနေ့ကုန်သွားလို့မှကုသိုလ်ကောင်းမှုမဖြစ်ဘူးဆိုလို့ရှိရင်အဲ့ဒီလူဟာဖားဖို့ကြီးနဲ့တူတယ်တဲ့ဘာနဲ့တူတယ်တဲ့ဒါကြောင့်မို့လို့ဆိုကြည်သားမှာတက်ရှူမရှင်တက်ရှူရှင်လူတွေနှမျိုးပါ
သက်ရှုမရှင်သက်ရှုရှင်လူတွေနှမျိုးပါသက်ရှုမရှင်သက်ရှုရှင်လူတွေနှမျိုးပါဆိုကြည့်ပါအသက်ရှူနေလျက်နဲ့မရှင်တဲ့လူအသက်ရှူနေလျက်ရှင်နေတဲ့လူလောကလူဦးရေတွေဘလောက်များများအုပ်စုခွဲလိုက်ရင်တော့အုပ်စုပဲရှိတယ်အဲဒီတော့အသက်ရှူနေလျက်ရှင်နေတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုလဲဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေလုပ်နေရင်အသက်ရှူနေလျက်ရှင်နေတဲ့သူဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေကျင့်နေရင်အသက်ရှူနေလျက်မရှင်တဲ့သူဖားဖို့ကြီးနဲ့တူဘာနဲ့တူတဲ့ကဲဆိုလိုက်စမ်းမှာဒါနကင်းလျက်ရှူမရှင်ဘုံသွင်းဖားဖို့ပါသီလကင်းလျက်ရှုမရှင်ဘုံသွင်းဖားဖို့ပါဘာဝနာကင်းလျက်ရှုမရှင်ဘုံသွင်းဖားဖို့ပါဆိုလိုက်ဒါနကင်းလျက်ဒါနကုသိုလ်ကောင်းမှုတွေကင်းနေရင်ဖားဖို့ကြီးနဲ့တူတယ်။ဘာနဲ့တူတယ်။ဒီနေ့သောတကသောမတွေတကကြီးဥတ္တင်ထောယောဂီယဟန်ယောဂီဥတ္တင်ထုံးတို့မိသားစုတွေယဟန်သာမဏေယောဂီတို့ရဲ့သီလသမာဓိကိုပညာကုန်တွေကိုအာယုံပြုပြီးတော့တဏိတာသောနဝကမအချို့ပဲလူရှင်တွေလူတန်းညတဲ့ဆိုတာဒါနဘာလဲပြိတ္တရဲ့ဒါနကောင်းမှုတွေရှိနေရင်ရှုရှင်ဘာလဲလဲဒါနကောင်းမှုတွေကင်းနေရင်ရှုမရှင်ဗါတယ်လေဘာနဲ့တူတဲ့ဖားဖို့ကြီးနဲ့တူတယ်တဲ့တို့ယောဂီတို့ခုနှစ်ရက်တရားစခန်းဝေကြီးစတဲ့က7ပါးသီလနဲ့ဘယ်နှပါးသီလလဲနေ့စဉ်နေ့စဉ်တတိပဒံလုံးတွေကိုကျင့်ကြံကြုပ်ကိုအထောက်ပြီးတော့အသက်ရှူလိုက်လို့ရှိရင်ဝမ်းမိုင်ကလေးဖောင်းလာဖောင်းနေပိညာသွားရင်ပိနေဖောင်းနေပိနေထိုင်နေတည်တယ်ပဲလန်းနေညာလန်းနေနဲ့အဲ့ဒီလိုမှတ်နေရင်ဒါဘာဝနာကောင်းမှုဘာကောင်းမှုလဲဒါဖြင့်ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဘယ်ထဲမှာပါတယ်ဘယ်ထဲမှာရှုရှင်ဘာလဲပရိသတ်ဘုန်းကြီးတို့ငါတို့တရုတ်စကားသင်နေပြီထင်တယ်မအောင်ဝင်နဲ့နော်ရှုရှင်ဘာလဲပရိသတ်အတလဲရှုနေတယ်ရှင်လဲရှင်နေတယ်ဘာရှင်လဲကုသိုလ်ကောင်းမှုတွေရှင်သန်နေတယ်ဘာတွေရှင်သန်နေကုသိုလ်ကောင်းမှုတွေရှင်သန်နေတယ်တဲ့ဒါကြောင့်ဆိုကြည့်သားမှာကောင်းမှုကြွယ်မှလူရှင်ပါခေါ်ရအမြတ်ပါကောင်းမှုကြွယ်မှလူရှင်ပါခေါ်ရအမြတ်ပါကုသိုလ်ကောင်းမှုကျွဲတယ်ဆိုတာကုသိုလ်ကောင်းမှုတွေကျွဲဝါတာများပြတာပေါ်များတာကိုခေါ်တာဥပမာအနေနဲ့ပြောရင်စီဝါဥစ္စာတွေရှာပြီးတော့တနေ့နဲ့စုပါများတော့စီဝါဥစ္စာတွေပေါ်ကျွဲပွားများပြီးတော့လာတော့သူ့ကိုတထေးတကြွယ်လို့မခေါ်ဘူးလားကုသိုလ်ကောင်းမှုလည်းဒီအတိုင်းပဲပြည့်သားရဲ့တနေ့နဲ့စုတနေ့နဲ့စုတနေ့ကိုနဲ့စုကုသိုလ်ကောင်းမှုတစ်ခုနေစဉ်ပြုဆိုလေတစုံမဲ့တနေ့ကိုပုံမှန်လာအောင်တော့တလားဆိုရင်ဇွန်30ဟုတ်တယ်မို့လားတနေ့ဆိုရင်ဇွန်မမလောက်လဲတွက်ကြည့်365ဇွန်နဲ့တော့မဟုတ်ဘူးပြန်ဖွဲ့တာတင်းပြန်ဖွဲ့တာတနေ့တစုံမဲ့လာအောင်တော့စုပါများတော့ကုသိုလ်ကောင်းမှုတွေကျွယ်ဝလာတယ်လို့ကောင်းမှုကျွယ်မှလူရှင်ပကောင်းမှုကျွယ်မှလူရှင်လို့ခေါ်တယ်ကောင်းမှုကျွယ်မှလူရှင်လို့ခေါ်တယ်တဲ့ဒီတိုင်းပဲသီလဆိုတာလည်းပဲရတဲ့အချိန်လေး5ပါးသီလရ5ပါး10ပါးရ10ပါးဥပုံတွေခါကြည့်ရကြည့်တနေ့လုံးမနေနိုင်ဘူးကာလပရိယတ္တသီလအချိန်လေးပိုင်းပြီးတော့စောင့်မယ်ဆိုရင်ကာလပရိယတ္တသီလနဲ့ချိန်ပိုင်းပြီးတော့စောင့်တာအနာတပင်တစ်ထေးအိမ်က
ကျွန်ယောက်ျားလေးကလဲထွန်သွားနေတယ်ညနေပြန်လာတော့မိဘတဲ့ထမင်းစားတာဘယ်သူမှမရှိသူတယောက်တည်းတအိမ်လုံးဥပုပ်ဆောက်ကြတာဥပုပ်နေကြီး तू မသိဘူးခါတိုင်းဆိုမိဘတဲ့မှာယုံတဲ့လူတွေစုစုနဲ့ဒီနေ့မိဘတဲ့လူရှင်းလိုက်တာငါတယောက်တည်းဒါနဲ့မိဘစပိုးဆောင်ချက်တဲ့ဒကာကြီးကိုမေးတယ်ဗာကြီးဒီနေ့မိဘတဲ့လူရှင်းလာပြီလားဆိုတော့အိုဒီနေ့ဥပုပ်လေးကွာတဲ့အဲ့ဒါဥပုပ်ဆောက်ကြလို့ခလေးကစားဘယ်သူမှထမင်းမစားဘူးဆိုတော့ဟာဥပုပ်နေမှကျွန်တော်မသိဘူးအဲ့ဒါဥပုပ်ဆောက်လို့ရသေးလားညနေပိုင်းရောက်နေပြီသမင်းစားချိန်ရောက်နေပြီညနေ9 နာရီ 6 နာရီလောက်ရှိပြီထင်တယ်အဲ့ဒါဥပုပ်ဆောက်လို့ရသေးလားအဲ့ဒါတော့ငါမသိဘူးတထေးကြီးကိုသွားမေးဆိုတော့အနာတပိန်သွားမေးတာသွားမေးတော့အနာတပိန်ကဆောက်လို့ရတယ်ဆောက်ပါဥပုပ်ဆိုတာဘယ်ချိန်ဆောက်တော့ဆောက်လို့ရတယ်အဲ့ဒီမှာသမင်းမစားတော့ဘဲနဲ့ပလုတ်ကျင်းပြီးတော့အနာတပိန်တထေးကြီးရှိမှ9 ပါး10 ပါးတီလာယူတယ်10 ပါးတီလာယူပြီးတော့ဥပုပ်ဆောက်တယ်အဲ့ဒီညပဲတနေ့လုံးပင်မလာတာရဲ့ညကသမင်းမစားတာရဲ့ဆိုပြီးတော့နှလုံးလေရိုက်ပြီးတော့အဲ့ဒီမှာသေးတာသေလဲတရောနတ်ပြီးတက်သွားတာနေဝဲဥပုပ်ကလေးဆောက်တာဒါကြောင့်ဥပုပ်ဆိုတာမှတ်ထားချိန်မရေးဆောက်လို့ရတယ်ကာလပရိယန္တသီလအဲ့ဒါဘုန်းကြီးတို့ဘေးတာပေါင်းတော်ကောင်းတော့ဒီလိုပဲတဘောကတနေ့နည်းစုပါများတော့ကုသိုလ်တွေမကြွယ်လာဘူးလားဒီတိုင်းပဲဘာဝနာဝိပဿနာလုပ်ငန်းလည်းပဲတနေ့တနာရီတိုင်းတနာရီစဉ္ညာလျှောက်တနာရီတိုင်းတနာရီစဉ္ညာလျှောက်နေကုသိုလ်တွေစုပါများတော့ကုသိုလ်တွေကြွယ်လာတဲ့အခါကျတော့ဘုန်းကြီးတို့ဘေးတာပေါင်းတော်ကောင်းတို့အဲ့ဒီလူမျိုးကိုဘုရားရှင်ကိုရောမြတ်ကရှုရှင်ပုဂ္ဂိုလ်တဲ့ဘာပုဂ္ဂိုလ်တဲ့လဲရှုရှင်ပုဂ္ဂိုလ်တဲ့ဘေးတာရဲ့ဒီတော့ဒါကလူပြည်တင်ပြောနေတာမဟုတ်ဘူးနတ်ပြည်မှာလည်းဒီတိုင်းပဲအသက်ရှုပြီးတော့ရှင်နေတဲ့နတ်တွေရှိသလိုအသက်ရှုပြီးတော့မရှင်တဲ့နတ်တွေရှိတယ်တဲ့ဗြဟ္မပြည်လည်းဒီတိုင်းပဲအဲ့တော့ဘုန်းကြီးတို့ဘေးသားပေါင်းတော်ကောင်းတို့ဗြဟ္မပြည်လူပြည်နတ်ပြည်မပြောနဲ့တိရစ္ဆာန်လောကကိုလည်းဒီတိုင်းပဲတိရစ္ဆာန်လောကမှာလားတိရစ္ဆာန်လောကတော့ပိုဆိုးတယ်အသက်ရှုပြီးတော့ဘာမှကုသိုလ်ကောင်းမှုမရှိဘူးခွေးအသက်ရှင်နေတာပဲခွေးသာချပြေးလာစားတယ်သူအသက်ရှင်နေတယ်သူလည်းခွေးလည်းအသက်ရှုနေတာပဲဒါပေမဲ့လို့ခွေးလေးတွေကြက်တွေငှက်တွေရဲ့ဘဝမှာဘာကုသိုလ်ကောင်းမှုမှမရှိဘူးကုသိုလ်မှလည်းမသိဘူးအကုသိုလ်မှလည်းမသိဘူးလောက်ခွင့်လည်းမရှိဘူးဒါကြောင့်မို့လို့အဲ့ဒီလိုဘုံမျိုးကိုရောက်သွားရင်မြုပ်တိထက်မြုပ်တယ်တဲ့တစ်ပင်လေးတစ်ပင်ကိုကြည့်ပါလားဘုရားတိုင်တစ်ပင်ကရေမရလို့သေသွားပြီဆိုရင်ညှိုးလာတာတစ်ပင်ကသေသွားပြီဆိုနံပါတ်1ပါဖြစ်လာညှိုးပြီဆိုတော့ကတစ်ပင်ခေါင်ညွန့်ကတဖြည်းဖြည်းနဲ့အောက်ကိုငိုက်ပြီးတော့ကြမလာဘူးလားအဲ့ဒီဥပမာလေးမှတ်ထားတဖြည်းဖြည်းနဲ့ခေါင်ညွန့်ကအောက်ကိုစိုက်ပြီးတော့ကြလာတယ်နောက်ဆုံးအဲ့ဒီတစ်ပင်ဟာကျိုးကြပြီးတော့မြေကြီးအောက်မှာပြားမောက်ပြီးတော့ရောက်သွားရသလိုလူဆိုတာဘသူပဲဖြစ်ဖြစ်ဗမာပဲနေဘာတွေပဲလုံးအသက်ကတော့ရှုနေကြမှာပဲလောကထဲမှာပြောတဲ့စကားရှိပါတယ်လူချင်းတူပေမဲ့လို့အသက်ရှုခြင်းကွဲတယ်ပြေးသားရပါတယ်လေပခုံးနှစ်ဖက်ကြားကခေါင်းပေါက်တဲ့လူကွာမင်းကွာလူချင်းတူပေမဲ့လို့အသက်ရှုခြင်းကွဲတယ်လောကပြောနေတဲ့စကားထွက်လေဝင်လေလို့ခေါ်တဲ့ရှုဆိုင်မှုဟာစိတ်ကြောင့်ဖြစ်တာ။ဘာကြောင့်ဖြစ်တာ။စိတ်ကြောင့်ဖြစ်တဲ့ထွက်လေဝင်လေရှုဆိုင်နေတာ။မနဲ့မိုးလင်းဒါနနဲ့ဘုရားရှိခိုးပฏิစိတ်မေတ္တာဖို့ဆွမ်းတော်ပန်းတော်ရည်ချမ်းတော်ကပရိပဋ္ဌာန်းယောတရားနှလုံးသွင်းအာထုတ်သံဃာဆွမ်းလောင်းအဲ့ဒီလိုလုံနေတဲ့ပုဂ္ဂိုလ်လည်းအသက်မရှုဘူးလား။သူလည်းအသက်ရှုနေတာပဲစိတ်ကြောင့်လောက်လောက်ရတာအသက်ရှုပြီးတော့လုံနေရတာ။သူများအသက်သူများပစ္စည်းကိုသူသားမယားစော်ကားလိမ်ပြောရဲတောင်ဖဲရိုက်ပြတ်တိုင်းဒုစရာလုပ်ငန်းမှန်သမျှတွေကိုလုံနေတဲ့လူလည်းပဲအသက်မရှုဘူးလားအသက်ရှုတာချင်းတူအသက်ဘာကြောင့်ရှုနေတာတော့ဆိုစိတ်ကြောင့်ရှုတာဘာကြောင့်ရှုတာဒါပေမဲ့လို့စိတ်ချင်းရှင်လိုက်တဲ့အခါကျတော့ဘုရားရှိခိုးပရိစိတ်မေတ္တာဖို့ဘုရားတဲ့ကြောက်တော်ရဟန်းခံရှင်ပြုတရားအထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကကုသိုလ်စိတ်ဘာစိတ်လဲသူများတဲ့တတ်နေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကဘာစိတ်လဲရှုတော့ရှုနေတာပဲသူကုသိုလ်လုပ်တဲ့လူကြီးနဲ့ကုသိုလ်ရှင်ကြီးနဲ့အသက်ရှုနေတာပဲအကုသိုလ်လုပ်နေတဲ့ပုဂ္ဂိုလ်လည်းပဲအသက်ရှုနေတာပဲအသက်ရှုတာချင်းတူပေမဲ့လို့ဘုန်းကြီးတို့ပြေးတတ်ရဲ့လူချင်းကြတော့စိတ်ချင်းကြတော့မတူတော့တူသေးလားဒါကြောင့်မို့လို့ဘုန်းကြီးတို့ဒေသနာတော်ကဘယ်လိုခွဲလိုက်တုံးဆိုရင်ဒါနသီလဘဝနာကုသိုလ်ကောင်းမှုတွေလုပ်နေရင်လူရှင်ဒါနသီလဘဝနာကုသိုလ်ကောင်းမှုတွေလုပ်နေရင်ဗါတဲ့ဒါနသီလဘဝနာကုသိုလ်ကောင်းမှုတွေမလုပ်ဘူးဆိုလူသေးဗါတဲ့လေပြေးသား
အသက်ရှင်နေလည်းရဲ့သိနေတဲ့လူတဲ့ဒါကြောင့်ဆိုလိုက်သမဌာနပေးလူချင်းတူသက်ရှုကွဲတော့တာသီလထိန်မူလူချင်းတူသက်ရှုကွဲတော့တာဘာဝနာပွားမှုလူချင်းတူသက်ရှုကွဲတော့တာဒါနသီလဘာဝနာကုသိုလ်ကောင်းမှုလုပ်နေတဲ့ပုဂ္ဂိုလ်နဲ့ကုသိုလ်ကောင်းမှုမလုပ်တဲ့ပုဂ္ဂိုလ်နဲ့သူလဲလူကိုလဲလူဒါပေမဲ့လို့ဘုန်းကြီးတို့ပြည်သားရင်ရှူတဲ့အသက်ချင်းကွဲသွားပြီအသက်ရှူတာကွဲသွားပြီကွဲသလားမကွဲဘူးလားယောဂီတို့ကိုထိုင်ပြီးတော့မှတ်နေတယ်ဖောင်းနေပိန်နေ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 အသက်ရှူနေတာမဟုတ်ဘူးလားလို့ယောဂီတို့ဒီမှာအသက်ရှူပြီးတော့နေတယ်လို့ဟိုနတ်သားယုံနေမှာဝက်သားယုံနေမှာဆင်မလိုက်မှာသွားကြည့်စမ်းတတ်နေတဲ့ဝက်တွေကြက်တွေငှက်တွေဟိုဒီဘကိုဟောဒီကြိုက်ပုံရှိတဲ့ကနေထွက်ကြည့်စမ်းညညကြတဲ့ခါနဲ့တင်သွားလိုက်တာဆိုတာတူကားတွေရောစိတ်ကားတွေရောဝက်ကားတွေရောတကဘုန်းကြီးတို့ခီးတော့လမ်းပြီးမှဝက်တွေချင်းနေတဲ့တဲ့ခါနဲ့ကာယံထားပြီးတော့ရေတွေပက်လောင်းနွားတွေလည်းဒီတိုင်းပဲစိတ်တွေလည်းဒီတိုင်းပဲဟိုကြတော့နတ်သားယုံကြတဲ့ခါကျတော့အဲ့ဒီနွားတွေကိုတတ်နွားတန်းနေတဲ့လူကြီးလည်းအသက်ရှူနေတာပဲမရှူနေဘူးလားဒါပေမဲ့လို့သူအသက်ရှူနေတာကအကုသိုလ်နဲ့ရှူနေတာဘာနဲ့ရှူနေတာယောဂီတို့ကဘာနဲ့ရှူနေတာဒါဖြင့်ယောဂီတို့ကတရားအားထုတ်ပြီးတော့ကုသိုလ်လုပ်ငန်းနေနဲ့အသက်ရှူနေတာမို့လို့ယောဂီတို့ဘယ်ထဲမှာပါဒါတော့အလွတ်ကျက်ထားတာပဲတန့်ပြောတာမှားများမှားမလားလို့ရှူရှင်ဘယ်ထဲမှာပါတယ်လဲရှူရှင်နဲ့ကျူရှင်နဲ့လဲလွဲမှမသွားနဲ့အောင်နော်အိမ်ရောက်တော့မှဒီပါအိုးဘုန်းကြီးဟိုတရားထွက်ခံဒီတရက်အလိုကဟောတယ်ဒီပါဦးဗာတရားလဲငါမေးနေတာဩခုမှတတိယတဲ့ကျူရှင်တရားဆိုတော့သေရောပဲရှူရှင်ဗါတယ်လေဒါကြောင့်မို့လို့ပညာဇီဝိဇီဝိတမဟုတိတံဇီဝိတံဇီဝန္တနံလူချင်းတူအသက်ရှူနေကြတဲ့လူတွေထဲမှာဖြင့်ပညာဇီဝိပညာနဲ့အသက်ရှူဆိုင်နေတဲ့သူကိုပညာဇီဝိပညာဥရှိတဲ့ကုသိုလ်ကောင်းမှုနဲ့အသက်ရှူဆိုင်နေတဲ့သူကိုသစ္ထံဩနာသိစ္စာအမြင့်ပြစေတတ်တဲ့ဖြင့်အကောင်းဆုံးအများဆုံးအတ္တဆုံးဟူ၍အာဟုကင်္ဂဝါလူသဲစုအတူပွင့်တော်မူသည်စွစွထောထားမြတ်ဖရာတို့ကလေးစားကြည်ပြူလူရှင်ဟူ၍ဟောမြိတ်တော်မူကြပါပေကုန်တည်းရှုသေးဘဝကနေပြီးတော့ရှုရှင်ဘဝကိုပြည့်စေကဗုဒ္ဓရှင်သူများတည်းရဲ့ဩဝါဒကိုခံယူပြီးတော့ကိုပြောင်းသွားတဲ့ဇနီးမောင်နှံ2ယောက်ရှိတယ်တဲ့မင်းမိဘုရား2ပါးမင်းကြီးနာမည်ကနန္ဒမင်းကြီးနာမည်ကဘယ်သူဗာရာဏသီပြည်မှာဘယ်ပြည်မှာတဲ့မိဘုရားကြီးနာမည်ကသုဇာတာတဲ့မိဘုရားကြီးနာမည်ကအရှင်မကတ္တဗအလောင်းနဲ့ဗဒ္ဒကပိလန်ဤထေရီမကြီးတို့အလောင်းဘဝခရီးဒွန်းနန်းတန်တရန်တန်ဆိုတဲ့အတိုင်းဘယ်ဘဝမှမခွဲတာဒီဇနီးမောင်နှံကလည်းအံ့ဩဖို့တော့ကောင်းတယ်ရှင်မကတ္တဗနဲ့ဗဒ္ဒကပိလန်ဤထေရီမကြီးအလောင်းဟာပိပလိသရောသားဘဝနဲ့ဘုန်းကြီးတို့ပြည်သက်ဒီရှင်မကတ္တဗကြီးတို့အကြောင်းဟာကြားမှုပြီးသားဓမ္မပြည်ကလာတဲ့ပုဂ္ဂိုလ်ကြီးတွေမိဘတွေပေးသားလို့ယူရပေမဲ့လို့အပြမစရိယသိက္ခာပုဒ်ကြီးကိုစောက်ထိန်ပြီးတော့ခလမပန်းကုန်းချပြီးတော့အိတ်ကြတယ်ဆိုတာဒီရှင်မကတ္တဗကြီးအလောင်းသူတို့ဇတ်တော်ကြီးဒီဇတ်တော်ဟာအဲ့ဒါသူနန္ဒမင်းဘဝကိုမရောက်ခင်ပါရမီဖြည့်စဉ်ကာလနန္ဒမင်းကြီးမဖြစ်ခင်တော့ကဗာရာဏသီနဲ့တယုဇနာလာဝေးတဲ့မြို့မှာအမကြီးတူရဲ့သားဖြစ်တယ်ဗဒ္ဒကပိလန်ဤထေရီမကြီးအလောင်းကတော့ဗာရာဏသီမင်းကြီးရဲ့သမီးတော်သုဇာတာမင်းသမီးဖြစ်တယ်တနေ့တော့တောင်ထိပ်နှခပွဲသမင်းကြီးနှခပွဲကြီးဆင်ရင်ကျင်းပါတော့ရှင်မကတ္တဗအလောင်းနန္ဒကအမေကိုပြောတယ်အမေသားတောင်ထိပ်နှခပွဲကြီးတွားကြည့်ခြင်းတယ်အဲ့ဒါသားအဝိဇ္ဇာကောင်းကောင်းမွန်မွန်လေးတွေထုတ်ပေးသားမှာဆိုတော့အမေလှုပ်တဲ့ပုဂ္ဂိုလ်ကချုပ်ထားတဲ့အဝိဇ္ဇာတစ်တွေပိုးပစိုးပိုးအင်းကြီးပိုးကောင်းပေါင်းတွေထုတ်ပေးတယ်တစ်ထက်ကြီးလိုက်မကြိုက်လိုက်ပြစ်ချလိုက်တစ်ထက်ကြီးလိုက်မကြိုက်လိုက်ပြစ်ချလိုက်နဲ့ရှိတဲ့ရအထက်ကုန်းရော
ကုန်တဲ့အခါကျတော့အမေကိုပြောတယ်အမေထပ်ထုတ်ပေးအောင်မရှိတော့ဘူးကုန်ပြီတနေ့ဝက်စားအကုန်ပဲချုပ်ထားတာအမေဝက်စားတွေကလည်းညံ့လိုက်တာဟဲ့ကိုနဲ့တန်ရဒါပဲရှိမှာပေါ့ဒါလည်းကောင်းပါတယ်လေအဲ့ဒါကြီးများတာအဝိစားနဲ့တက်ကြီးများတာပဲအမေလုပ်တဲ့ပုဂ္ဂိုလ်သူ့စိတ်ကြိုက်တစ်ခုမှမတည်ဘူးအမေပေးတဲ့ဟာလေငါသားရဲ့တို့မှရှိတဲ့အခြေအနေနဲ့တို့ပစ္စည်းအင်အားနဲ့ဒါအကောင်းဆုံးပဲဒါလေးဝတ်ပြီးတော့သွားဒီလိုပြောတော့ဒီလောက်ကျမ်းတဲ့အဝတ်တွေကိုမဝတ်နိုင်ဘူးဟာမဝတ်နိုင်နေဘာလို့ရှင်လို့တော့အိုးအဝိဇ္ဇာကောင်းကောင်းရှိတဲ့နေရာသွားမယ်ဗာရာဏသီကိုဝေဆန်းသွားပြီးတော့ဗာရာဏသီမှာသွားရှာမယ်လို့ပြောတော့အမေလို့တဲ့ပုဂ္ဂိုလ်ကအမလေးအောင်မင်းကြီးတာကြီးများမနေနဲ့ကြွတော်မူမင်းဒီထက်ကောင်းတဲ့အဝိဇ္ဇာတွေကိုဝင်ပြီးတော့ဗာရာဏသီမြို့မှာထင်းနှန်းဆံရတာကိုငါကြည့်ကျင်စမ်းပါပြီတော်လို့ငေါ့တော်နဲ့အမေကပြောလိုက်တာစိတ်ထဲကတော့ဒီကလေးတလောက်ကြီးများနေတာငေါ့ပြောမှချော့လို့တော့မရတော့ရှိတာပဲသူဝတ်ပြီးတော့သွားလိုက်မယ်ဆိုပြီးတော့အဲ့ဒါဒကမာကြီးကအိမ်ထဲဝင်သွားပြီးတော့ထမင်းချက်ပြုတ်နေတာအဝိဇ္ဇာတွေထားပြခဲ့ပြီးတော့တကယ်ထွက်သွားတာအမေသားသွားပြီဆိုပြီးတော့နှုတ်ဆက်ပြီးတော့ထွက်သွားတာသွားပြီးတော့ဘယ်ရောက်သွားလဲတဲ့ဗာရာဏသီရောက်သွားရောဗာရာဏသီရောက်သွားပြီးတော့မောရှိတာနဲ့မင်းဥယျာဉ်ထဲမှာကြောက်ဖြာကြီးတွေ့တော့အဲ့ဒီကြောက်ဖြာကြီးပေါ်မှာသွားပြီးတော့အိတ်နေတာတော်လေးကြာကြတော့အိတ်ပျော်သွားနားထဲမှာစီတံမောင်းနှံဒုရိယာသံတွေကြားတော့လန့်လို့လာတော့ထကြည့်တော့အချေရင်မှာတခါတည်းယထာဆိုင်မင်းရောက်တဲ့၅ပါးတင်ပြီးတော့အဖြစ်ကဒီလိုဗာရာဏသီမင်းကြီးနိုင်ပါဆံသွားတာခင်းနှံစိုးစမ်းမှာသားယရဏမကြံခဲ့ဘူးသမီးယရဏပဲကြံနေခဲ့တယ်အဲ့ဒါနဲ့ညီလာခံမှာမူကြီးမယသေနာပတိတွေကတိုင်ပင်ပြီးတော့မြို့ဆောင်နတ်တွေကိုပွဲတွေပါတွေတင်ပတာပြီးတော့မင်္ဂလာယထာမြင်းမြူ၄កောင်ကတဲ့ယထာပေါ်မှာမင်းမြောက်တရား၅ပါးတင်ပြီးတော့ယထာဒီတိုင်းလှုပ်ပေးလိုက်တာလူမပါပဲနဲ့အဲ့ဒီယထာနောက်ကိုလိုက်တာလိုက်တော့ဒီယထာပဲသွားတယ်မင်းဥယျာဉ်တွေဝင်သွားပြီးတော့အဲ့ဒီခုနတုန်းကနန္ဒနေတဲ့ကြောက်ဖြာယထာသွားဆိုင်တာဆိုင်တော့မှမူကြီးမယသေနာပတိတွေကဒါမင်းလောင်းပဲကဲပုံတော်များလက္ခဏာများဖတ်ကြတာဆိုတော့ဟုတ်တယ်မင်းဖြစ်တိုက်တဲ့လက္ခဏာပါတယ်ပါတဲ့အခါကျတော့အဲ့ဒီမှာမေးတယ်ရှင်တိုက်ဒီအုပ်ချုပ်မင်းလုံးဖို့လို့လာပြီးတော့ပင်ပါတယ်တင်ပါတယ်မြောက်ပါတယ်ပေါ့မင်းတို့ဘယင်ပဲသွားတယ်သေသွားပြီမနေ့ရက်9ရက်ရှိသွားပြီဌိနဆက်ကမဲ့လူမရှိဘူးလားမရှိဘူးဘယ်သူကြံခဲ့တယ်သမီးတော်သူတာတာကြံခဲ့တယ်အဲ့ဒီသမီးတော်နဲ့လက်ထထိမ်းများပြီးတော့ဗာရာဏသီရွှေနန်းကိုအုပ်ချုပ်ပါလို့ဆိုပြီးတော့မူကြီးမယာတွေကမင်းမြောက်တရား၅ပါးဆင်းပြီးတော့ဘယေသားရဲ့ဗာရာဏသီရွှေနန်းကိုအပ်တာဗာရာဏသီရွှေနန်းကိုအပ်တော့ဗိတ်သိက်ခံတဲ့နေ့မှာကဲဝက်လဲတော့ပစိုးများယူလာခဲ့သန်းဆိုပြီးတော့တောင်းတော့ပိုးပစိုးတွေအကောင်းသားတွေပေးတာတထဲမှမကြိုက်ဘူးမင်းတို့ဘယင်ကဒါတွေဝက်သွားတာလားဟုတ်တယ်တော်တော်ဘုံကံညံ့တဲ့ဘယင်ပဲဒါတော့အဝက်စားညံ့တာတွေကိုမှန်ပါဗျာဗာရာဏသီမြို့မှာထွက်တာဒါအကုန်ပါပဲအကောင်းစားဝက်စားတွေပဲမကြိုက်ဘူးကြမ်းတယ်ပေးတဲ့ခရားဆိုပြီးတော့ရွှေခရားတောင်းပြီးတော့ဘယေသားရဲ့အဲ့ဒီရွှေခရားတွေကရေကိုမြေကြီးပေါ်လောင်းချတာငါလုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေရှိရင်ငါအတွက်ပရိသတ်မြေကနေပေါက်စေတည်းလို့လောင်းချလိုက်တာတခါတည်းအဲ့ဒီမှာပရိသတ်မင်းတွေပေါက်လာဟာကောင်းလိုက်တဲ့အိမ်ကြီးဝယ်စားပစိုးဘာတစ်ခုမှမဝဲနုညံ့တိမ်မွေ့အရလဲမျက်နှာအကုန်ရေပက်ပြန်တာအကုန်ပရိသတ်မင်းတွေထားပေါက်တာတိုက်လူပြည်သားတွေမှားတဲ့ကြိုက်တာခိုးယူကြကြိုက်တာဆွတ်ယူကြကြိုက်တာယူသွားပြန်ပြေးလာတာအဲ့ဒီလိုနဲ့သူဇာတာမိဖုရားကြီးနဲ့နန္ဒမင်းကြီးတို့ဗာရာဏသီရွှေနန်းကိုတိမ်မြစိုးစံပြီးတော့နေနေတဲ့အချိန်နဲ့တနေ့တော့နတ်မဆောင်ကြီးဘောကနေပြီးတော့ဗဒ္ဒကပိလန်ဒီထေမာကြီးအလောင်းကပြောတယ်အဟောမဟာရာဇတပတိအဟောမဟာရာဇငါတို့ရဲ့ပြည့်ရှင်မင်းကြီးဟာဖြင့်တပတ်တိအဟောင်းစားကြည့်ပါတကားငါတို့ရဲ့ဘယင်မင်းမြတ်ဟာအဟောင်းစားကြည့်ပါလားလို့ခတ်ဆောင်ဆောင်လေးပြောလိုက်တော့နန္ဒမင်းကြီးကရှင်မကတ္တဗအလောင်းကဗဒ္ဒကပိလန်ဒီအလောင်းကိုမေးတယ်ဟဲ့မိဖုရားကြီးနေစကားပြောရင်စောင်းတောင်းချိတ်တိတ်နဲ့ငါမလုံးနဲ့ပြောစရာရှိတဲ့တာပြောဘာလဲနဲ့ငါ့ကိုနောက်ကမကြားကြနဲ့အဟောင်းစားနဲ့ဘာရည်ရွယ်ချက်နဲ့ပြောတာလဲပြောသမ်းဆိုတော့မောင်တော်ဗျာနဲ့နမတော်တို့ဟာဒီအသက်ရွယ်ငယ်ငယ်နဲ့ဒီလိုအချိန်မျိုးမှာ
မင်းရဲ့စီစိန်ထိနာရိပ်ငိမ့်တွေကိုခံစားရတဲ့ဆိုတာရှေ့ကပြုလို့ရှိမှုခဲ့တဲ့ပုပ္ပေဝကတပုံညတာဆက်ရှေ့ဘဝကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအဲ့ဒီကုသိုလ်ကောင်းမှုကြောင့်လည်းအခုလိုခံစားနေရတာပါနောက်ထပ်အသစ်ဖြစ်တဲ့ကုသိုလ်ကောင်းမှုတွေကိုမပြုလုပ်ကြဘူးဆိုရင်ဖြင့်နောက်ဘဝရောက်တော့စားစရာမရှိဝတ်စရာမရှိနေစရာမရှိပဲနဲ့အဟောင်းစားဘဝနဲ့တင်လမ်းဆုံးရပါလိမ့်မယ်ဗျာဒါကိုဘုရားနမလေးတွေးပြီးတော့အဟောင်းစားလို့ပြောမိတာပါဗျာပြုမှုတဲ့ကုသိုလ်ကောင်းမှုကြောင့်ရလာတဲ့စည်းစိမ်ဥစ္စာလေးကိုထိုင်စားပြီးတော့ကုသိုလ်အသစ်တွေမလုပ်ဘူးဆိုရင်ဘုန်းကြီးတို့ပြေးတဲ့အဲ့ဒါအဟောင်းစားအဲ့ဒါပါစားလဲရှေ့ကကောင်းတယ်လို့အခုကောင်းနေတာမဟုတ်လားအေးအခုကောင်းတဲ့ကံတွေထားပြီးတော့မလုပ်ဘူးဆိုလို့ရှိရင်နောင်ဘဝရောက်တဲ့အခါကျတော့စားစရာမရှိဝတ်စရာမရှိနေစရာမရှိဖြစ်တတ်တယ်တဲ့ဒါကြောင့်ဒါလေးဆိုကြည့်သားမှာရှေ့ကကောင်းလို့ခုကောင်းပါသည်အခုကောင်းနောင်ကောင်းပါလိမ့်မည်ရှေ့ကဆိုလို့ခုဆိုပါသည်အခုဆိုနောင်ဆိုပါလိမ့်မည်ဆိုကြည့်စမ်းပါအခုဘဝမှာသူများဒီလိုဝဝလင်းလင်းမစားရမတောက်ရလှလှပပမဝိရမနေရမထိုင်ရဘူးဆိုတာအတိတ်ရှေးဘဝတုန်းကမကောင်းခဲ့လို့ဟုတ်တယ်မဟုတ်လားမလူခဲ့မတန်းခဲ့လို့ဒါရှေးကဆိုခဲ့လို့အခုအစားဘေးအဝေးဘေးဆိုးတွေနဲ့တွေ့ကြုံနေရတာအခုကောင်းနေတာကရှေးကကုသိုလ်ကြောင့်ဝဝလင်းလင်းစားရနေရထိုင်ရဝိရတာရှေးကကောင်းခဲ့လို့ဘယ်ကကောင်းခဲ့လို့လဲရှေးကဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေပြုခဲ့လို့ဒါပေမဲ့လို့ဘုန်းကြီးတို့ပြေးတိုင်းအခုကောင်းတဲ့အလုပ်တွေကိုမလုပ်ဘူးဆိုရင်အဟောင်းစားပါတယ်လေရှစ်ဘဝဆိုတာအဟောင်းပဲဘဝအဟောင်းကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုအခုထိုင်စားနေတာဟုတ်တယ်မဟုတ်လားအခုပြစ္ဆုတ်ပံဘဝမှာကုသိုလ်ဆက်လုံးမှာဒီပြစ္ဆုတ်ပံကံဟာနောင်ဘဝကြတော့ကံဟောင်းပြန်ဖြစ်မယ်အဲ့ဒီကံနေတဲ့လို့ဆက်ပြီးတော့သွားတာအဲ့တော့အဟောင်းစားဘဝနဲ့ကျေနပ်ပြီးတော့မနေနဲ့ကုသိုလ်ကောင်းမှုအသစ်တွေကိုလုပ်ပါဘုန်းကြီးပဲဖြစ်လူချင်းတူပေမဲ့လို့ကံချင်းမတူဘူးတူသလားပရိသတ်ရဲ့ဘုန်းကြီးချင်းတူပဲမဲ့လို့ကံချင်းတူသလားတချို့ဘုန်းကြီးတွေဘုန်းကြီးလိုက်တာလေတခါတည်းတိုက်တယ်များ3တက်4တက်5တက်ကားတွေများ4 5 6စီးပြည့်စုံလိုက်တာမပြောနဲ့တခါတော်မှတွေကိုယ်ွယ်တဲ့ပုဂ္ဂိုလ်တွေတချို့ကြတော့လည်းဒုက္ခရောက်တာတခါတည်းတဲလေးနဲ့မှမနဲ့ဘုန်းကြီးချင်းတူပဲမဲ့လို့သူလည်းဘုန်းကြီးကိုလည်းဘုန်းကြီးပဲဘုန်းကြီးချင်းတူပဲမဲ့လို့ကံချင်းမတူဘူးလူချင်းတူပဲမဲ့လို့ဘုန်းကြီးတို့ပြည့်တဲ့ကံချင်းတူသလားအေးဒါကြောင့်မို့လို့ဘုန်းကြီးလောကဘုရားလက်ထက်ကဖြစ်ဘူးတယ်။အိုးဘုန်းကြီးဆိုတာသီလထိန်နေရင်သီလလုံနေရင်ပြီးရောပေါ့တရားထိုင်နေရင်ပြီးရောပေါ့လှူเสียမလိုပါဘူးဘုန်းကြီးဆိုတာတရားဓမ္မရှိကရတာဒါဘာလှူเสียလိုလဲဆိုပြီးတော့သင်္ကန်းတွေသိမ့်ထီတွေသိမ့်ဖဏတ်တွေသိမ့်တစ်တာတဲ့ထဲတော့ခတစ်တာတဲ့ထဲတော့ခတစ်တာမလောက်တော့ဗီဒီယိုတွေရိုက်ထဲတော့ခသိမ့်ရတာတွေအကုန်လုံးသိမ့်ပြီးတော့ထားပြန်တော့လဲမူသွားတော့သူများဝေယူတာပဲမဟုတ်ဘူးလားလို့အေးအဲ့ဒါကြောင့်မို့လို့ကိုယ်လည်းကိုချီရထားတဲ့ဥစ္စာဟာဘယ်နဲ့လဲလှူသွားဖို့ညဇာဘုရားလက်ထက်ကကောသလမင်းကြီးရဲ့သားတော်ကလေးလေးနဲ့ကျော်မရဲ့သားကလေးလေး2ယောက်စကားပြောနေတာသူမနာဒေဝီမင်းသမီးကကြားတော့ဘုရားသွားလျှောက်တယ်ဘုရားလာသားရွယ်ကလေးတွေစကားပြောနေတယ်ဒီကလေးတွေကဘယ်လိုလဲအတိတ်ဘဝကကသဗ္ဗဘုရားရှင်ကိုရောမြတ်လက်ထက်တော်တော်ငါယဟန်2ပါးတဲ့တပါးကဒါနပြုတယ်တပါးကဘာလို့တလဲသူရတဲ့ဆွမ်းကိုဥပြပြခိလာနာပုဂ္ဂိုလ်တွေတတိရွယ်ကြီးပုဂ္ဂိုလ်တွေကိုလှူတယ်သူပို့တဲ့သင်္ကန်းလေးတွေသူများကိုခွဲပြီးတော့ပေးလှူတယ်ပုဂ္ဂိုလ်တော်ကတော့မလှူဘူးဝါဘုန်းကြီးဆိုတာအလှူလုံးเสียမလိုပါဘူးသူများလှူနေเสียမလိုပါဘူးဆိုပြီးတော့ဒီလိုနေတာအခုဂေါရမမြတ်စွာဘုရားလက်ထက်တော်ရောက်လာတော့ဒါနပြုခဲ့တဲ့ကိုတော်လေးကကောသလမင်းကြီးရဲ့သားတော်လာဖြစ်တယ်ယဟန်နှစ်ပါးအတူတူပဲသာသနာတော်ကျင့်ကြတာဒါနမပါတဲ့ကိုတော်လေးကကျော်မရဲ့သားလာဖြစ်တယ်တဲ့ဗန်းတဲ့သကောထဲမှာအနှီးလေးပတ်ပြီးခွေထားတာဟာဒါနလုပ်ခဲ့တဲ့ကိုတော်ကတော့ဟိုမှာ
မြကျိုးတွေစိန်ကျိုးတွေရွှေကျိုးတွေနဲ့ရွှေပကက်အတွင်းမှာဂရီဘာခေါင်းအောင်တွေနဲ့ဂရီဘာမွေရာတွေနဲ့ထီပြူတော်တွေမိုးပြီးတော့အထိန်တော်ကျွရချော့မဲ့လူတွေနဲ့အောက်မှာကလေးလေးဗန်းတဲ့သဘောထဲမှာထည့်ထားတာငိုနေတာငိုခြင်းနဲ့ကိုကြိုက်ခြင်းနဲ့ကြဘိုးကြိုက်ထိုးခြင်းနဲ့ချင်းထိုးရူပန်းကြည့်ကံများဟာဒါကြောင့်မှတ်ထားဘုန်းကြီးတို့ပြည်တိုင်းပရမအရွယ်ဒုတိယအရွယ်တတိယအရွယ်အရွယ်၃ပါးရှိတဲ့ထဲမှာလေပရမအရွယ်နဲ့တတိယအရွယ်ကကံကိုအားကိုးပြီးနေရတာပရမအရွယ်နဲ့တတိယအရွယ်ကဘာအားကိုးတယ်ကံအားကိုးပြီးတော့နေရတဲ့အရွယ်တဲ့အခုအဲ့ဒါသုမနာဒီဝီကသွားလျှောက်တော့မြတ်စွာဘုရားကပြောပြတာအတိတ်ဘဝကယဟန္တာပါပဲယဟန်လည်းကုသိုလ်လုပ်ရတယ်ကိုရှိတာလေးလှူပေးကမ်းစွန်ကျဲဒီလိုလုပ်ရတယ်မလုပ်ရဘူးလားဒါကြောင့်မို့လို့ရှင်မဲဖြစ်ဖြစ်လူမဲဖြစ်ဖြစ်ဘုန်းကြီးမဲဖြစ်ဖြစ်ဘဝစမပြသေးဘူးယဟန္တာမဖြစ်သေးဘူးဆိုရင်ဘဝခရီးသွားရအောင်မယ်သွားရမလားမသွားရဘူးလားဒါကြောင့်ဘုန်းကြီးတို့အလောင်းတော်ကြီးများပါရမီဖြစ်စဉ်ကာလကိုကြည်ဝိသိနန္တောတရားတက်ခိပထမဒါနပါရမိနဲ့ဘုရားဖြစ်ဖို့လို့စုပန္နာဘာပါရမီရင်ဖြစ်တယ်ဒါနပါရမီကိုရှိတာအကုန်စွန့်ပြီးတော့လှူတယ်သူမေတာယသိဘဝမှာသူမေတာတထေသားဘဝကလှူခဲ့တာတွေနည်းနည်းတော့မဟုတ်ဘူးအပြင်ပစ္စည်းကိုအရင်စွန့်တာပြီးတော့မှအတွင်းကတဏှာကိုစွန့်တာဒါကြောင့်ဒါနဆိုတာယဟန်လည်းလုပ်ရတယ်ရှင်လည်းလုပ်ရတယ်လူလည်းလုပ်ရတယ်ဘုန်းကြီးလုပ်ပြီးတော့ဒါနမလုပ်ဘဲနဲ့မိတ်နေလို့မရဘူးမိတ်နေရင်အဟောင်းစားပဲမိတ်နေရင်ဘာဖြစ်လဲပရိသတ်အဲ့ဒါဘုန်းကြီးတို့မာခန္ဓာယုံဆရာတော်ဘုရားကြီးရဲ့တပည့်ပေါ့အခုမာခန္ဓာယုံမှာနာယကကျုပ်ဆရာတော်ဖြစ်နေတဲ့ဆရာတော်ဥက္ကုံဒလဆရာတော်ဥက္ကုံဒလရဲ့တရားစာအုပ်ထဲမှာဘုန်းကြီးဖတ်လိုက်ရတယ်ဆရာတော်ဥက္ကုံဒလကမဟာဓမ္မဂတိကဘဝုဇနာဟိတတရအက္ကမဟာမဏိတာနိုင်ငံတော်ကဘွဲတစိတ်နှစ်ခုကတ်ထားတာတရားဟောသိကောင်းတာဆရာတော်ဥက္ကုံဒလဆရာတော်ဥက္ကုံဒလကြီးတရားဟောကောင်းတော့အမျိုးမျိုးအနေနဲ့တရားဟောတွေကြွတော့ထီးတို့ဖဏတ်တို့သင်္ကန်းတို့နဝကမဝတ္ထုတို့တရားဟောဘုန်းကြီးဆိုတော့မလှူကြဘူးလားလူတော့ပါလာတော့တိတ်နာတယ်ဆရာတော်ကြီးကတိတ်နာပြီးတော့ဟိုမှာတစ်တာတဲ့ထဲတော့ခါပြီးတိတ်နာတာအဲ့ဒါဘုန်းကြီးတို့ရွှေကျင်သာသနာပိုင်မြောက်မြဆရာတော်ဘုရားကြီးမာခန္ဓာယုံကြွသွားရောမာခန္ဓာရောက်သွားတော့ဆရာတော်ဥက္ကုံလန်းကသူ့เจ้าမှာဧည့်ခံတယ်ဧည့်ခံပြီးတော့ကြည်တော့ဆရာတော်ကြီးကမြောက်မြဆရာတော်ကြီးကသာသနာပိုင်ကြီးကကြည်ပြီးတော့ဒီစသင်္ကန်းနေပြီးတော့တဲ့အပြည့်ထီတွေဖဏတ်တွေပြီးတော့တဲ့အပြည့်မင်းတို့ဓမ္မဂတိကတွေဟာဆရာတော်ဥက္ကုံလန်းကိုမြောက်မြသာသနာပိုင်ဆရာတော်ကြီးကပြောသွားတဲ့စကားလေးမှတ်သွားမင်းတို့ဓမ္မဂတိကတွေကသူများတော့ဒါနံဓာတဗံဒါနံဓာတဗံဒါနံအလှူဒါနကိုဓာတဗံပေးလို့ရ၏သူများတော့ဒါနံဓာတဗံဒါနံဓာတဗံနဲ့မင်းတို့ကြတော့ခါးကြတဲ့ကတော့တွဲမှာမချဘဲနဲ့ကိုကွာလို့ဆိုတယ်တဲ့ခါးကြတဲ့ဘာမချဘူးတဲ့လေတော့เจ้าမှကြံနေခဲ့တယ်မပါလာဘူးမကင်ဘူးတော့ထားခဲ့တယ်မယူလာဘူးဓမ္မဂရိကတွေသူများတကတော့ဒါနံဓာတဗံဒါနံဓာတဗံနဲ့လှူဟဲ့သူကြတော့သိမ့်တစ်တာတဲ့ထဲတော့ခါသိမ့်ပြန်တော့လဲမူပါဘာဖြစ်လဲဘုန်းကြီးပြန်တော်မူသွားတာသိမ့်80ကျန်ခဲ့တယ်သိမ့်100ကျန်ခဲ့တယ်သင်္ကန်းကအစုံမနဲ့ဆုံးကျန်ခဲ့တယ်တဲ့ဒီလိုကြီးပရိသတ်ကြီးအဲ့တော့ကိုယ်ရှိတာလဲသူများခွဲဝေပေးလို့မကောင်းဘူးလားဒီတော့ဘုန်းကြီးတို့ပြတာပေါ့သူတော်ကောင်းတို့လူပဲဖြစ်ဖြစ်ရှင်ပဲဖြစ်ဖြစ်နော်ကိုရှိတာလေးတွေထိဖနာသင်္ကန်းရှိတယ်လှူကိုတန်ဃာတွေပေးမရှိတဲ့ကိုတော်တွေလာပေးဘုန်းကြီးတနေ့ကိုသင်္ကန်းလှူရတာမနေဘူးတော့ကြဦးစင်းကြီးတွေရောက်လာပြန်ပြီရှင်ဘုရားသင်္ကန်းတစ်စုံလောက်ဆွတ်မအောင်ဟဲ့ပေးလိုက်ဟဲ့ကိုရင်တွေသွားပြီးပုံပေးလိုက်ရှင်ဘုရားဖနာရှိကြမရှိဟဲ့ပေးလိုက်ဟဲ့ရှေးကထွက်နောက်ကဝင်တာပဲအဲ့ဒါလက်တွေ့ဘုန်းကြီးကတော့အခုဒီမှာတရားတော်မတွေသင်္ကန်းတွေပါလေလိုချင်သေးလားယောဂီတွေပြောလှူလိုက်အောင်မသင်္ကန်းလိုချင်ပြောသွားတော့ရောင်းမစားနဲ့နော်ဝင်းမယ်လူပြောတာအဲ့ဒါလှူရတယ်ဒါနဆိုတာရတာကြီးအကုန်ကုတ်ကပြီးတော့သိမ့်မနေနဲ့ကြမ်းပြီလို့ပြောအောင်မယ်တော့မှာဘုန်းကြီးတစ်ပါးတဲ့အသက်60လောက်ရှိ80 60ကျော်80လောက်ရှိမယ်အလွန်နှမျောတယ်ဘုန်းကြီးတွေအလွန်ကစီးနေတာရသမျှအကုန်သိမ့်အကုန်ထဲတော့ခါသူဒီလိုလှုပ်ထားတာအဲ့ဒီနားမှာလဲထေကြီးဝါကြီးဆိုသူတော်ဘာလဲရှိတော့ရှိတယ်ဗျာတာရေးနာရေးဒုမင်္ဂလာသူမင်္ဂလာအလှမင်္ဂလာဆောင်သူမပါဘူးဆိုတာမရှိဘူးပါတော့များလိုက်ရလေများရလေများလိုက်ရလေများရလေများရလေလောဘကြီးလေဒါကြောင့်ပြောတယ်မို့လားဘုန်းကြီးလောဘပါတယ်လေတိလရှင်လောဘပြောတာပြောအာမနာနဲ့ဘာဖြစ်လဲမှန်တာပြောတာအဲ့ဒါတခါတည်းနှမျောလိုက်တာမပြောနဲ့တယ်ဘာမှမပေးမလူမတမ်းဘူးဒီတော့တော်ကြီးတခိုင်နဲ့ခါကြတဲ့ချိတ်ကပန်းကြိုးကြီးနဲ့ချိတ်ထားတာတနေ့တော့အထယ်ရောက်တဲ့လူ2ယောက်
အထက်ရောက်တဲ့လူတွေရောက်လာဟောအထက်တုတ်ကြီးတွေထမ်းပြီးတော့ဒီကျွမ်းကဒီတစ်ခါပဲရောက်ဖူးတာဆိုတော့သမင်းတိုင်းလည်းဘယ်နှရှိလို့ရှိမှမသိဆန်လေးပါလေးဝက်ချက်ဖို့ဘယ်နှဘာရောက်လို့ရောက်မှလည်းမသိဘူးအဲ့တော့ကြောင်းကြီးကလည်းကောက်လိုက်တာဟင်းနေတာပဲဒီကအမလေးကြောင်းချန်ထဲမှာလည်းငါပြောတဲ့ရပိန်းထဲမှာလည်းကာဟဲ့ဘုန်းကြီးတော့ကွာတော်ဘုန်းကြီးတဲ့ဘုန်းကြီးပဲလာကြောင်းပေါ်တက်ကြစို့ကျောင်းပေါ်တက်ပြီးတော့သွားလျှောက်တယ်ဆရာတော်ဘုရားတပည့်တော်တို့ကြောက်ဝေးကနေပြီးတော့လာပြီးတော့ဒီမှာအထက်ရောက်ပါတယ်ဘုရားအဲ့ဒါရှင်ဘုရားတပည့်တော်တို့ကိုဘယ်နာနေလို့ဘယ်နာမှလည်းဆိုင်လဲဘယ်နာမရှိမှမသိပါဘူးဘုရားအဲ့တော့တပည့်တော်တို့ကိုရှင်ဘုရားစွန်လေးကိုလေးရှိရင်လည်းပဲစွန်ညာကိုညာလေးရှိရင်လည်းပဲစွန်ကျဲဖို့လို့တပည့်တော်များလာပြီးတော့တောင်းပါတယ်ဘုရားတပည့်တော်တို့တားကြည့်မှုမရကြည့်မှုနဲ့အရတဘာကနေလာရတာမို့လို့ဆရာတော်ဘုရားများစွန်ကျဲတာကိုတပည့်တော်များစားရင်ကျင်တတ်ပါလေဗျာဆွန်လေးပဲဟင်းမောင်းလေးနဲ့ပဲစားပေါ့လေဒီလိုပြောတော့ဘုန်းကြီးကမပြောတယ်ထင်တယ်ပရိသတ်ဟဲ့ဘယ်ရလားဆွန်ရှိရမှာလဲရှိလဲနေတော့မကြွေးနိုင်ဘူးငါเจ้าသားတွေတော့မှရှိသေးတယ်ကပ္ပိယတွေရှိသေးတယ်တော်မောင်းချတာဘာလို့တာလဲတက္ကနှစ်ယောက်ကလည်းပရိသတ်ဇွဲကောင်းတယ်မှန်ပါဗျာဆွန်လေးပါလေးများမရှိဘူးဆိုရင်လည်းပဲရှင်ဗျာငါပြောသည်လေးပါလေးများရှိလဲဆွန်ပါဗျာငါပြောသည်လေးပဲ့တော်လေးပါလေးဒီလောက်ဆိုရေလေးပါလေးတောက်ဝကျင်တတ်ပါတယ်ဗျာဗိုက်ပြေဝတော်ပြီပေါ့ဗျာအမရာစငါပြောသည်ဟုတ်လားငါပြောသည်ကမနေ့ပြင်ငါစားဖို့လို့ခြံထားရသေးတယ်သွားမရှိဘူးသွားငါပြောသည်လည်းတောင်းမရဘူးကဲငါပြောသည်မှတောင်းမရရင်တစ်ထစ်လျှော့လိုက်အောင်လို့ထက်ချက်ခဲလေးတရားလေးတောင်းကြည့်ကြအောင်ဆိုဟိမမဗျာငါပြောသည်ရှင်ဘုရားနဲ့ပဲငါဖုံးမိဖို့ခြံထားရင်လည်းပဲထကြလေးတရားလေးရရင်ကျင့်တတ်ပါတယ်ဗျာရေလေးတောက်ပြီးတော့ပဲတပည့်တော်တို့နေပါရသေးတော့အောင်မှာရာစလာပြီးတော့ထညက်ခဲတို့ဖြောရည်တို့တရားတို့ဆိုတာညက်နေဗိုက်ဆိုင်ရင်ငါတောက်ဖို့လို့ထားတာဟဲ့ကောင်မရှိဘူးသွားဆိုတော့လွန်လာပြီပရိသတ်ရေလွန်လာတော့ဒကာနှစ်ယောက်ကစဉ်းစားတယ်ဟေးဒီတိုင်းဆိုရင်တော့ဒီဘုန်းကြီးချိန်နေမကောင်းဘူးသူများတော့ဒါနန္တာတဗံသူလျှောက်လုံနေတာပဲအလှတိုင်းမှာအခုသူကြတော့ဒါနဒါတဗံမဖြစ်တော့ဘဲနဲ့ဒီဘုန်းကြီးကယူဘက်ခန္ဓာပဲရှိတယ်ပိဘက်ခန္ဓာမရှိတဲ့ဘုန်းကြီးလာပါကွာပြန်ရစို့ဆိုပြီးတော့ဆင်းလာရောပရိသတ်ဆင်းလာတော့ကိုကျောင်းအောက်ရောက်တော့ဦးစင်းလေးနဲ့တွေ့တယ်ဦးစင်းလေးတစ်ပါးနဲ့တွေ့တော့ဦးစင်းလေးကဒကာကြီးတို့ပဲရလဲအထက်ပြရပါဗျာအထက်လာရောက်ရင်လည်းဗိုက်စာလို့ဆရာတော်ဘုရားကြီးတက်ပြီးတော့တခုခုများစားရမလားလို့တက်စွန့်တာဗျာရခဲ့လားဒကာကြီးမရပါဘူးဗျာမရတဲ့ပြီမရိုက်ထုတ်တာပဲကံကောင်းဆုံးကနေစတောင်းတာနောက်ဆုံးထငယ်ခဲနောက်ဆုံးမရတော့ဖြော်ရည်လေးတောင်းတာတော့မှရှင်မြတ်တို့ဘုန်းကြီးကလည်းတင်နှမျောတာကိုဗျာအမလေးဒကာကြီးကျုပ်တို့ဘုန်းကြီးကျုပ်တို့အတိဆုံးရှိတာကိုနှမျောတာမပြောနဲ့မရှိတာကိုတော့မှနှမျောတယ်ဒီလားကိုစင်းလေးကသူ့ဘုန်းကြီးအကြောင်းအတင်းချရှိတာကိုနှမျောတာမပြောနဲ့တဲ့မရှိတာကိုတော့နှမျောတယ်တဲ့ဘာကိုနှမျောတယ်တဲ့တခါတည်းမျက်လုံးလဲသွားတယ်ဘယ်နဲ့မရှိတာကိုဘယ်လိုလုပ်နှမျောမလဲမရှိမှမရှိတဲ့ဥစ္စာကိုဘာနှမျောတရားရှိတယ်လဲကိုတော့ဇာကဟာဘယ်လိုလဲမယုံဘူးလားမယုံဘူးလာလိုက်ခဲ့ဆိုတော့ဒကာကြီးနှစ်ယောက်နင်းဒကာကြီးတို့ကိုပြလို့မဖြစ်ဘူးဒကာကြီးတို့အသားလေးပုံတကွယ်ပြီးမှပုံနေနော်တင်မဖေရနားထောင်တော့သေးချာတင်မဖေရအေးကဲကျုပ်သွားမယ်ကိုစင်းနောက်ကလိုက်ခဲ့နော်ပုံတကွယ်ပြီးမှပုံတကွယ်ပြီးမှအသားလေးပုံနေဟလားသွားမယ်ဆိုပြီးတော့ဆရာတော်ကြီးရဲ့ကရထိုင်ပေါ်မှာမျက်မှန်ကြီးနဲ့သတင်းစာဖတ်လိုက်တာဦးစင်းလေးကတက်သွားတယ်ပြုံးနဲ့ဦးစင်းလေးကမျက်နှာလေးပြုံးပြီးတက်သွားတော့ဆရာတော်ကြီးကဟဲ့မောင်ပစင်းဖေရငါတပည့်ကြီးပြုံးလာပါလားကွာဟေ့မမဗျာပြုံးစရာအကြောင်းရှိပါတယ်ဗျာဟဲ့ဘာဖြစ်လဲရွာထဲမှာအလှရှိလို့လားသူထင်တာသူပြောတာသူလိုချင်နေတဲ့ဘုန်းကြီးကိုရွာထဲမှာအလှရှိလို့လားဟဲ့ရွာထဲမှာငိုတန်လည်းမကြားပါဘူးသူ့မင်္ဂလာတို့မင်္ဂလာလည်းမကြားဘယ်လိုလဲပြောဘာတော့မင်းပြုံးလာတာဘာအကြောင်းလဲဆရာတော်ဗျာတပည့်တော်နှစ်ကိုချာလျှောက်ပြရသေးလျှောက်ခဲ့ဘာတော့ဟာတပည့်တော်မနေ့က4နာရီဒိုးကြီးအာယုံတက်ချိန်အိမ်မက်မဲ့တယ်ဟဲ့နေအိမ်မက်မဲ့တာနဲ့ငါနဲ့ဘာဆိုင်လဲဆိုင်လို့လာလျှောက်တာဗျာအမလီအိမ်မက်ထဲမှာလေးဖေရဆရာတော်ဘုရားကရှင်မရင်ကြီးဖြစ်သွားတယ်ဟုတ်ပြီမင်းအိမ်မက်မှန်မလားငါအမေငယ်တုန်းကဘေးတင်ဆရာရှိမှဇာတာသွားစစ်ဖူးတယ်မင်းဖြစ်မဲ့လက္ခဏာပါတယ်လို့ပြောတယ်မင်းအိမ်မက်မှန်လောက်တယ်ငါရှင်မရင်ဖြစ်လောက်တယ်နှုတ်ဆက်မဆန်ဘာဒီပါတော့ကအိမ်မက်ထဲမှန်ပါဗျာအိမ်မက်ထဲမှာဆရာတော်ဘုရားမိဘုရားကြီးတွေနဲ့အေးဟုတ်ပြီဟန်ကြဟာ
အမလေးရွှေတီရွှေနာရွှေချင်ငါးတွေတပြောင်ပြောင်တဝင်းဝင်းနဲ့ရှင်ဘုရားထီနန်းဆွဆန်နေတာမင်းမြောက်တရား၅ပါးနဲ့အိုးကြည့်လို့သိကောင်းကြက်တည်းသိရှိဗျာငါတပည့်အိမ်မဲ့တန်ဖိုးရှိတယ်ဟိငါတပည့်အိမ်မဲ့တန်ဖိုးရှိတယ်ဟိမှန်ပါဗျာရှင်ဘုရားအဲ့တော့တပည့်တော်လျှောက်ပြရသေးအောင်တော့ရှင်ဘုရားကရှင်မရင်ဖြစ်သွားရင်ရှင်ဘုရားနဲ့တပည့်တော်ဟာငယ်မွေးချမ်းမောက်တပည့်ရင်အေးဟုတ်တယ်လေအဲ့တော့တပည့်တော်ကိုရှင်ဘုရားဝင်ကြီးယာတုတဏှာတော့ပေးဗျာယာတုတောင်းတာဘာတောင်းတာဝင်ကြီးယာတုတဏှာတော့ပေးဗျာဆိုတော့ပေးတယ်ကွာကဲယူကွာကဲမင်းဘာဝင်ကြီးလို့ရှင်လဲပြောတပည့်တော်အဲ့ဒါဆိုရင်မကွေးဝင်ကြီးမကွေးတိုင်းမှာတပည့်တော်ဝင်ကြီးလုပ်ရှင်တယ်မကွေးဝင်ကြီးတပည့်တော်ခန့်ဆိုတော့တအားကိုစဉ်းစားသွားတယ်ဘုန်းကြီးကမကွေးဝင်ကြီးဆိုတော့မကွေးဆိုတာဒါရှင်မတောင်တဏခါထွက်တဲ့အရာပဲရှင်မတောင်တဏခါထွက်တော့ဟာဟဲ့ကောင်မင်းအဲ့ဒီမကွေးမြို့သားဝင်ကြီးမပေးနိုင်ဘူးဘာဖြစ်လို့လဲဖေဟာမင်းမကွေးရှင်မတောင်တဏခါဆိုတာနာမည်ကြီးกว่าငါမိဖုရားတွေသားတော်သမီးတော်တွေတဏခါလိမ့်နေရင်အဲ့ဒီနယ်ကထွက်တဲ့တဏခါပေးရမှာမင်းမကွေးဝင်ကြီးတော့မယူနဲ့ကွာလို့ဆိုတယ်တဲ့ဒါနဲ့တင်ပါဗျာမကွေးဝင်ကြီးမခန့်ရင်လည်းထားပါတော့ဗျာအဲ့ဒါဆိုတပည့်တော်အဝေးကြီးဗျာဘယ်ဝင်ကြီးတောင်းမလဲတောင်းတာရောနဲ့ဝင်ကြီးခါမှာဗျာရောဝင်ကြီးရောမင်းကြီးခါမှာဗျာရောမင်းကြီးနေအောင်ရောနဲ့ဆိုတာရောထမီရောလုံကြီးရောအင်ကြီးထွက်တယ်အဲ့တော့ရောထမီရောအင်ကြီးရောလုံကြီးထွက်တဲ့ခါကျတော့ငါမိဖုရားတွေရောထမိန်လိုချင်ရင်သားတော်သမီးတော်တွေရောလုံကြီးတွေဝစ်ရှင်ရင်အဲ့ဒီကပေးရမှာဆိုတော့ဒါလည်းခန့်လုံးဖြစ်ပါဘူးကွာဆိုတဲ့ကဲမရှိတာတွေလျှောက်ပြီးနှမျောနေတာသူဟာဟုတ်လဲမဟုတ်ဘူးအဲ့ဒါဆိုရင်လည်းဘုရားတပည့်တော်ကိုင်းရှမ်းပြည်နယ်ဝင်ကြီးခန့်ဗျာရှမ်းဝင်ကြီးခန့်ဗျာဆိုတော့အဲ့ဒါမှပို့ဆိုးတာကွာရှမ်းဝင်ကြီးခန့်လို့လည်းမရဘူးဘာဖြစ်လို့လဲငါကလက်ဖက်6တော့သိကြိုက်တာအဲ့ဒီတော့မင်းဒါလည်းမဖြစ်ပါဘူးကွာလို့ဆိုရတဲ့အဲ့ဒါနဲ့ကိုင်းကိုတော့မခန့်လဲနေပြန်တော့မယ်ဆိုကိုတော်လေးကဥတုံကြီးချပြီးပြန်လာတာပြန်လာတော့မှတခါကြီးမျက်စာလှမ်းပြတဲ့ကိုင်းဘက်နဲ့လေပြောကဲတခါကြီးဘယ်လိုလဲတွေ့ယူမှလားဟဲ့ကဲမရှိတာတော့နှမျောတယ်တကယ်လည်းမဟုတ်ဘူးတကယ်ဟုတ်ရဲ့လားဦးစင်းလေးကသူ့ဘုန်းကြီးကြောင့်သိအောင်လို့တခါနေရောက်ကိုအကြောင်းသွားပြလိုက်တာညာကအိမ်မဲပါတယ်ဗျာရှင်မကြီးဖြစ်ပါတယ်ဗျာဆိုပြီးတော့သွားပြီးယာတုတွေတောင်းတာတခုမှမပေးဘူးတကယ်များတာဆိုဒါကြောင့်မရှိတာတောင်နှမျောတယ်တဲ့ဘာနှမျောတယ်တဲ့အဲ့တော့တခါတို့ရှိတာဘယ်ပေးလိုက်မှတော့ပြန်ကြဆိုပြီးတော့ပြန်သွားဟောတခါနေရောက်လေမကြပါဘူးပြေးတာနောက်ရက်ကျတော့တောင်းသားရောက်လာပြန်ရောတောင်းသားရောက်လာတဲ့အချိန်ကဆုံးပွဲကြီးပြင်းနေတဲ့အချိန်ဆုံးဟင်းနှံတွေဘာတွေနဲ့ကြောင်းမွတ်တဲ့တောင်းသားကတောင်းဘုန်းကြီးကတော့တယ်မမဗျာရှင်မရတို့ပေးမှကျွေးမှကမ်းမှစားမယ်တပည့်တော်တောင်းသားပါဗျာရှင်မရတပည့်တော်တနာပါဗျာဆွမ်းညာဟင်းညာလေးများဒီဟာရာစတာတောင်းသားနဲ့ကြောင်းမွတ်တက်လာပြီးတော့ဘုန်းကြီးတောင်ဆုံးမစားသေးဘူးလာပြီးလာတောင်းစားတယ်ဘာကောင်တို့ဒီကောင်ဟတ်ကိုရင်နေကြောင်းသားတွေမောင်းထုတ်ပြီးတောင်းသားအဲ့တော့တောင်းသားကကိုရင်တွေကအနာအောင်လာတာတောင်းသားမောင်းထုတ်မလို့ဒါနဲ့ကိုရင်တို့မမောင်းမှနဲ့တပည့်တော်ဆင်းပါမယ်ဒါပေမဲ့လို့တပည့်တော်ဆရာတော်ဘုရားကိုကျေးဇူးတင်လို့ကြောင်းပေါ်တက်ခွင့်ပြုတာရဲ့ဆရာတော်ဘုရားကိုဥချရတာရဲ့ဆရာတော်ဘုရားစွန့်အုပ်ထဲကဆွမ်းနံဟင်းနံလေးတွေတပည့်တော်ရှူရှိုက်ရလို့အစာပြေသွားတာရဲ့ဒါကြောင့်မို့လို့ကြံဖန်ပြီးတော့တပည့်တော်ဆရာတော်ဘုရားကိုကျေးဇူးဆက်ခြင်းလို့တပည့်တော်စာပိုက်ကလေးနဲ့ကြောဘုရားစေတော့ဘုရားမြန်ကြောမှမြင်တုတ်သွားစောသားကနေနေပြီးတောင်းသားလာရှုပ်နေတာကိုက်ပါလေပြောဆိုတော့မှအေးသားရေးရှေ့ကကောင်းလို့ခုကောင်းပါသည်အခုကောင်းနောက်ကောင်းပါလိမ့်မည်ရှေ့ကဆိုလို့ခုဆိုပါသည်အခုဆိုနောက်ဆိုပါလိမ့်မည်ဘုန်းကြီးကဟဲ့တောင်းသားအဲ့ဒါဘာပြောတာပြောသားငါဟုတ်ဟမ်ဘာပြောတာလဲပြောမင်းကဘာပြောခြင်းလဲရှင်းပြောတာမင်းဥစ္စာဘာလဲရှေ့ကကောင်းလို့ခုကောင်းပါသည်ခုဆိုးနောက်ဆိုးပါလိမ့်မည်ဟဲ့ကောင်မင်းဥစ္စာဘာတော့ကွာမှန်ပါဗျာရှင်ဘုရားများကတော့ရှေ့ဘဝကလှူခဲ့တန်းခဲ့လို့ခုလိုရွှေเจ้าကြီးနဲ့စောနေကိုနေနဲ့ပေါ်တီနဲ့နေရထိုင်ရစားရတောက်ရရှေ့ကကောင်းခဲ့လို့အခုကောင်းပါတယ်ဘုရားတပည့်တော်များမှာတော့ရှေ့ဘဝကမကောင်းခဲ့လို့အခုဒုက္ခတွေရောက်ပြီးတော့ကျွေးခြင်းတဲ့လူပေးခြင်းတဲ့လူတောင်မရှိဘဲနဲ့ဒုက္ခတွေရောက်နေကြတာတပည့်တော်ရှေ့ကဆိုးခဲ့လို့ပါဗျာဒါလေးတပည့်တော်ကိုယ့်ဘဝကိုဝမ်းနေလွန်းလို့အဲ့ဒါရှင်ဘုရားကိုတပည့်တော်ဒီစာပိုက်ကလေးနဲ့ပဲကြောခဲ့ပါတယ်ဗျာပေးမှကမ်းမှစားတဲ့ဘဝမို့လို့
တပည့်တော်ရှင်ဘုရားကိုဘာနဲ့မှလည်းမကြော့နိုင်ပါဘူးဒါလေးတပည့်တော်ကြက်ထားတာဒါလေးနဲ့ပဲကြော့မရစီတော့လို့ဆိုပြီးတော့တရားသားကအဲ့ဒီမှာဘုန်းကြီးကိုပေးတာရင်အဲ့ဒီနှမျောတွတ်တတ်တဲ့ဘုန်းကြီးကိုရှေ့ကကောင်းလို့ခုကောင်းပါသည်အခုကောင်းအောင်ကောင်းပါလိမ့်မည်ရှေ့ကဆိုးလို့ခုဆိုးပါသည်အခုဆိုးနောက်ဆိုးပါလိမ့်မည်လို့အဲ့ဒီစာပိုက်ကလေးကြော့တော့သူရှင်းပြတာဘုန်းကြီးသဘောပေါက်တာခေါင်းဝိုင်းစိုက်ကြသွားတယ်တဲ့ဩတောင်းစားပြောတာဟုတ်လိုက်တာဟဲ့တောင်းသားတွေလားလားငါစားမယ်ဆွန်းအောင်တောင်းသားကိုချကျွေးလိုက်ကြသူစားမယ်ဆိုကိုတောင်းသားကိုချကျွေးတယ်ဖယားဟောတဲ့တရားတွေနဲ့မကြိုဖဲနဲ့တောင်းသားဟောတဲ့တရားနဲ့ကျွတ်တဲ့ဘုန်းကြီးတော်မှာဗမာလဲချမ်းမြေရိပ်မြိုင်မလားအေးချမ်းမြေရိပ်မြိုင်ဘုန်းကြီးကဟောပြတာနော်အိမ်ရောက်တလွဲတွေလျှောက်ပြောမနေနဲ့ဟုတ်ပြောပြတာဟုတ်လားဘိသရေအဲ့ဒီတော့သူများကိုဒါနံဒါတပံဒါနံဒါတပံလူကိုလည်းလှူရတယ်ကိုလည်းဘာလုပ်ရတယ်လဲကိုလည်းလှူရတယ်အဲ့ဒီတော့ဒီနန္ဒဇတ်တော်မှာမိဖုရားကြီးကအဟောမဟာရတပတိအဟောင်းသားကြီးပါလားဆိုတာရှင်းပြလိုက်တော့မှအေးဟုတ်သားပဲကဲဒါဆိုရင်တို့ကုသိုလ်အသစ်ဖြစ်အောင်လို့မတ္တတွေထိုးပြီးတော့ကုသိုလ်ကောင်းမှုတွေပြုကြစို့လို့ဆိုပြီးတော့ဘုရားသားရဲ့အဲ့ဒီမှာမတ္တတွေထိုးစွန့်နေဟင်းနေချက်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တော်လည်းပဲဘုရားသားတော်တန်ဃာတော်တွေယဟန်တွေတပါးမှမလာပဲနဲ့တရောင်းသားတွေဖုံးတော်ရစကားတွေဒီလိုပုဂ္ဂိုလ်တွေသာလင်လာစားနေကြတာတွေ့တော့မိမိဘုရားနှစ်ပါးကတိုင်ပင်ကြည့်တယ်တို့အလှကြီးဟာသီလဝိသုဒ္ဓိသီလစင်စင်ကြဲကြဲနဲ့အနုပ္ပဒံပုံညာခေတ္တံလောကသားကောင်းမှုမျိုးစေ့စိုက်ပျိုးကျဲချာရာလေယာမြေကောင်းနဲ့တူတဲ့ပုဂ္ဂိုလ်တွေကြွမလာပါလားမရှိဘူးတော့မဟုတ်ဘူးရှိတာတော့ရှိမယ်ဧကနာအဲ့တော့တို့ဘယ်လိုလုပ်မလဲကဲဇွဲမလျှော့နဲ့မင်းကြီးရေမန္တကြီးပြန်ထိုးလှုပ်ဆွနေပါလေချက်ပြီးတော့ပညာအောင်သောဆိုပြီးတော့မိမိဗျာနှစ်ပါးညကြတော့နမ်းမြေ၄သားသောအဘောဓာတ်ကိုတက်ပြီးတော့ဗုဒ္ဓတိမာယာဒီတာယာသစေတန္တိအရဟံတောအာဂန္တဝသူဝေသုဒ္ဓံဘိက္ခံကနန္တုအမကံဗုဒ္ဓတိမာယာဒီတာယာအရှိလောကရတမ္မအစွာယတိတာ၌အရဟံတောအတဝမြူဘေးနိယကျေမှကင်းဝေးရှင်ပြုမြတ်သောလူကိုခံယူထိုက်စွာယဟန္တာဟုသာယာငြိမ်ညောင်းအရှင်ငောင်းအရှင်မြတ်တို့သည်သစေတန္တိအကယ်၍များထင်ရှားရှိနေပါခဲ့ကုန်ညာဧဝံတတိဧကဲ့သို့ထင်ရှားရှိနေခဲ့ကုန်၏ရှိသောဣဒံဗာရဏတိပိတပိတော်တို့ရဲ့ရွှေနန်းစီသို့အာဂန္တဝါချီးမြှောက်ကြွရောက်တော်မူကြကုန်ပြီ၍သူဝေအာယုံကျင်း၍အလင်းရောက်လာနှဖြံခါ၌အာမကံသုဒ္ဓံဘိက္ခံတပိတော်တို့စေတနာသုံးတန်တန်စွာလူရမ်းမဲ့ဘောဇင်ဆွမ်းကိုပဋိက္ခဏံတုရွှေစက်ကြဖြန့်မြန်း၍ကြွာလန်းအလူခံယူတော်မူလဲပါကုန်ဖယားအရှိယဘက်ကိုလှည့်ပြီးတော့လက်အုပ်ချီလို့ပင့်လျှောက်တော်မူတယ်တပားမှကြွမလာဘူးအနောက်ဘက်အရာကိုလှည့်နောက်တနေ့ကြမန္တကြီးထိုးဆွနေပြင်စင်တာတပားမှကြွမလာအဲ့ဒီလိုနဲ့ဘုရင်သားရဲ့တောင်ဘက်အရာကိုလှည့်ပြီးတော့မင်းမိဘုရားနှစ်ပါးတို့ပင့်မြန်ပြီတဲ့တပားမှကြွမလာဒါကြောင့်မလို့ဒါနကုသိုလ်ကောင်းမှုတစ်ခုအောင်မြင်ဖို့ဆိုတာဘုရင်သားရဲ့အချက်၃ချက်ညီမအချက်ဘယ်နှချက်ညီမဆိုလိုက်ပါပစ္စည်းတရားသာသနာသုံးပြဒုံလဘကြုံငဲစွာပစ္စည်းတရားသာသနာသုံးပြဒုံလဘကြုံငဲစွာပစ္စည်းတရားသာသနာသုံးပြဒုံလဘကြုံငဲစွာပစ္စည်းလည်းရှိမှတရားတရားလည်းရှိမှဟုတ်တယ်မို့လားပစ္စည်းတွေရှိတရားတရားတွေဘယ်လောက်ပဲရှိသာသနာနဲ့လည်းကြုံမှဘာနဲ့လည်းကြုံမှလဲအခုပစ္စည်းလည်းရှိတယ်တရားတရားလည်းရှိတယ်သာနာတော်ကြီးနဲ့ကြုံနေတော့ဒါနကောင်းမှုတွေလုတ်ခွင့်ရသလားမရဘူးလားဟိုမှာနန္ဒမင်းကြီးနဲ့သူသတာမိဖုရားကြီးတို့
ကုသိုလ်ကောင်းမှုလုပ်ခြင်းမှတော့လည်းပဲတရားတရားရှိနေတယ်ပစ္စည်းရှိနေတယ်သာသနာတော်ကြီးနဲ့မကြုံမှုဖြစ်နေတယ်နောက်တနေ့ဘုန်းကြီးတို့ပြည့်တာရေမြောက်ဘက်ရက်ကိုလက်အုပ်ချပြီးတော့ပင်များနေပင့်လိုက်တဲ့အခါကျတော့ဟိမဝန္တာမှာသတင်းသုံးနေတဲ့ပြစ္ဆေကဗုဒ္ဓ900တို့ရဲ့အကြီးဆုံးမဟာဗရုမပြစ္ဆေကဗုဒ္ဓကြီးကဒိဗ္ဗသောတာအဘိညာဉ်ဖြင့်ကြားတော်မူသွားတယ်ဒီကပင့်တဲ့အချိန်နဲ့ကိုကဒိဗ္ဗသောတာအဘိညာဉ်ဖြင့်နားထောင်နေတဲ့အချိန်နဲ့တိုက်ဆိုင်သွားတဲ့အခါကျတော့ကြားတဲ့အခါကျတော့မှမဟာဗရုမယဟန္တာပြစ္ဆေကဗုဒ္ဓရှင်သူမြတ်ကနောက်ပါညီတော်900ပြစ္ဆေကဗုဒ္ဓ900ကိုပြောတဲ့ရှင်ဘုရားတော်မနေ့ပဲကဗာရာဏသီကျန်ကန်းကိုကြွလန်းကြဆိုတပိတ်သင်္ကန်းပြင်ထားကြဘာလို့မလဲဘုရားဗာရာဏသီမင်းကြီးနဲ့နန္ဒနဲ့သူဇာတာမိဘုရားတို့အလှကြီးပေးမလို့ပင့်နေတာ4ရက်မြောက်ပြီဒီနေ့မြောက်ဘက်အရက်ကိုလှမ်းပင်တာငါဒိဗ္ဗသောတာအဘိညာဉ်ဖြင့်ကြားတယ်အဲ့ဒါတို့သွားကြသူဆိုပြီးတော့ဘေဒတေအဲ့ဒီမှာပြစ္ဆေကဗုဒ္ဓ900ကောင်းကင်ခရီးဇံကိုဆင်းပြီးတော့ဗာရာဏသီရွှေမြို့တော်ကိုကြွသွားတယ်အလူကံမျောနေတဲ့မိမိဗျာနှစ်ပါးဟာလည်းပဲပြစ္ဆေကဗုဒ္ဓတင်ကောင်းကင်ရန်ကကြွတော်မူလာတာတွေ့တော့ဟာဝမ်းမြောက်ဝမ်းသာနဲ့မန္တထဲပင်ပြီးတော့အဲ့ဒီမှာပြစ္ဆေကဗုဒ္ဓ900ကိုစွမ်းသင်္ကန်းကြောင်းဆေးလေးပါတော့ပစ္စည်းတို့ဖြင့်လှုပ်ကြွေးတယ်တဲ့ရှူရှင်ဘဝဘာဘဝလဲအခုမှကုသိုလ်ကောင်းမှုလုပ်ခွင့်ရတာအသက်ရှူနေတာကတော့ကြာပြီအခုမှကုသိုလ်ကောင်းမှုရှင်းသန်တယ်အေးပြစ္ဆေကဗုဒ္ဓ900ပြိဋိဘံစံခန်းကြံသေးတယ်အဲ့တို့မိမိဗျာနှစ်ပါးတောထွက်ခန်းကြံသေးတယ်ရှိစေတော့အဲ့ဒါတွေကတော့အဲ့တော့ဘုန်းကြီးပြောချင်တာကဒီနေရာမှာဘုန်းကြီးတို့တရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်များဘုရားရှင်ကိုရောမြတ်သာသနာတော်ကြီးနဲ့ကြုံနေတဲ့အချိန်ကကာလမှာလူချင်းတူပေမဲ့လို့အသက်ရှူခြင်းကွဲသလားမကွဲဘူးလားအေးသူကတော့ကုသိုလ်နဲ့အသက်ရှူနေတယ်ငါကတော့အကုသိုလ်နဲ့အသက်ရှူနေတယ်ဒါကြောင့်တရားကောင်းစဉ်လေးကပိဋကရေတူတော့တူတယ်ဒါပေမဲ့မတူပါပါတယ်လေတူတာဘာတူလဲလူချင်းတူတယ်သူလဲလူကိုလဲလူမဟုတ်ဘူးလားကုသိုလ်လုပ်နေတဲ့လူလဲလူပဲအကုသိုလ်လုပ်နေတဲ့လူလဲလူပဲမဟုတ်ဘူးလားဒါပေမဲ့မတူဘူးဘာဖြစ်လို့အသက်ရှူခြင်းကွဲသွားလို့ဘာဖြစ်လို့မတူတာလဲကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကအသက်ရှူနေတာကုသိုလ်နဲ့ရှူနေတာအကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကအကုသိုလ်နဲ့အသက်ရှူနေတာတူတော့တူတယ်ဒါပေမဲ့မတူပါဘာလဲပရိသတ်ရေကိုတရားကောင်းစဉ်နဲ့ကိုဟောတဲ့တရားနဲ့ဟောကြိုက်ဟောကြိုက်ရလားကြိုက်ရင်သိညာဆိုတာပဲရှိတာဗောဟုတ်တယ်မို့လားအေးတူတော့တူတယ်ဒါပေမဲ့မတူဘူးဆိုတာဒါပြောတာနန္ဒမင်းနဲ့သူဇာတာမိဘယအရှင်မကတ္တဗအလောင်းနဲ့ဗဒ္ဒကပိလနိထေယမကြီးတို့အလောင်းရဲ့ဘဝဇာကလေးကိုနားထောင်ပြီးတော့ငါတို့အဟောင်းစားဘဝနဲ့နေလို့မရဘူးအသက်ဆက်တဲ့ဒါနကံတွေလုံအောင်မှာပဲသီလကံတွေဝိပဿနာဉာဏ်တွေလုံအောင်မှာပဲလို့အဲ့ဒါအသက်ကလေးရှူဆိုင်နေတော့ရှူရှင်ဘဝဘာလဲပြည့်တဲ့အေကုသိုလ်ကောင်းမှုတွေနဲ့ရှင်သန်နိုင်ကြပါစေလို့ဆိုတဲ့ဒီရည်ရွယ်ချက်ဖြင့်အဲ့ဒါပစ္စည်းတရားသာသနာသုံးဖြာဒုံလဘကျုံနေစွာဆိုတဲ့အတိုင်းပစ္စည်းကလည်းရှိတရားကလည်းရှိသာသနာနဲ့ကျုံနေတော့မှကုသိုလ်ဆက်နိုင်ကြပါစေလို့ဆိုတဲ့ဒီရွယ်ချက်ဖြင့်ဟောတဲ့တရားဒီနေ့ပြီးပါပြီဟောလားပြည့်တဲ့ဒါကြောင့်ဆိုလိုက်စမ်းမှာဗုဒ္ဓသာသနာကြုံရခေမှာရှင်ဖြစ်လူဖြစ်ခက်လာသည်ယုံယုံကြည်ကြည်တရားပွားလို့နာယူတရားမလွယ်ပြီအခက်ငါးပြားထိုက်သမျှနဲ့ကြုံညကြိုက်ကြလူတို့ပြီးဘောဘောတဏ္ဍမနေမိအောင်အမောင်တတိရှိတဲ့မည်ဘောဘောတဏ္ဍမနေမိအောင်အမိတတိရှိတဲ့မည်အဲ့ဒါကြောင့်ရတဲ့ချိန်လေးအမြန်ပြေးမနေလှူသင်မည်ဗုဒ္ဓသာသနာကြုံရခေမှာရှင်ဖြစ်လူဖြစ်ခက်လာသည်ယုံယုံကြည်ကြည်တရားပွားလို့နာယူတရားမလွယ်ပြီအခက်ငါးပြားထိုက်သမျှနဲ့ကြုံညကြိုက်ကြလူတို့ပြီးဘောဘောတဏ္ဍမနေမိအောင်
အမောင်တတိရှိသည်မည်ဘောဘောဒါနမနေမိအောင်အမိတတိရှိသည်မည်အဲ့ဒါကြောင့်ရတဲ့ချိန်လေးအမြန်ပြေးမနေဆောင်သည်မည်ဗုဒ္ဓသာသနာကြုံရခေမှာရှင်ဖြစ်လူဖြစ်ခလာသည်ယုံယုံကြည်ကြည်တရားပွားလို့နာယူတရားမလွယ်ပြီအခက်ငါးပြားထိုက်သမျှနဲ့ကြုံညာကြိုက်ကြလူတို့ပြီဘောဘောဒါနမနေမိအောင်အမောင်တတိရှိသည်မည်ဘောဘောဒါနမနေမိအောင်အမိတတိရှိသည်မည်အဲ့ဒါကြောင့်ရတဲ့ချိန်လေးအမြန်ပြေးမနေပွားသည်မည်ဒေတိတော်မေအယံဓမ္မောဗုဒ္ဓေနာဟိသဘာတိတောဒေနာသဗ္ဗေဒုက္ခယံတုဇနာဣဋ္ဌသမင်္ဂိနောဗုဒ္ဓေနအရဟံတဆုတယံဘူခိုင်းတုနိုင်မမြင်ဂေါရမဘုရားရှင်သည်အာယတဘာတိတောထံကရိုင်းပယပြပြသာနာတိကရွတ်ဆိုရင်ဟောကြားအပ်သောအယံဓမ္မောတူတော့တူတယ်ဒါပေမဲ့မတူပါလို့အမိပေးထားတဲ့ဓမ္မကတာဒေသနာတော်မြတ်ကိုမေမေယငါတိဒေတိတော့ဒုဒကဒကမတွေသိစေမစေပြင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီတေနထို့သို့ရှိဘူးဓမ္မဒါနဓမ္မတဝနာဘာဝနာမေယပုညကရိယာကုသိုလ်ထူကြောင့်တပိပြမေဥသုံးလုံးစုံကုန်သောဇဏတရားနာရောက်လာပေါင်းများစွာတို့သည်ဣဒ္ဓသမင်္ဂိနောမိမိတို့အတိအလိုရှိအပ်တောင်းတာအပ်သောဣဒ္ဓမင်္ဂလာကျက်တွေပြားပြားတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယတုယနေ့ကစနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ဉာဏ်ဉာဏ်မာမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်းကဲရေသက်သွန်ချအမြဝေလိုက်ကြသို့လိုက်ဆိုဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုအရှင်ဘုရားတပည့်တော်များသည်ကံကို၎င်းကံဤကျိုးတရားကို၎င်းယုံကြည်ကြပါကုန်သည်ဖြစ်၍တရဏဂုံသုံးပါးနှင့်၅ပါးသော၈ပါးသောသီလတော်မြတ်တို့ကိုကျင့်သုံးခံယူစောင့်တည်ပြီးလေဤသို့ချမ်းမြေ့ရိပ်များရင်ကြောင်းတိုင်တွင်၌တရားအလုံးအားထုတ်၍နေကြကုန်သောယဟန်သာမဏေယောဂီသူတော်စင်တို့ဤသီလကုံသမာဓိကုံပညာကုံတို့ကိုအာယုံပြု၍အလှရှင်အသီးသီးတို့ကအာယုံစွမ်းနေစွမ်းအချိုးပွဲတို့ကိုစေတနာသုံးတန်ပြဋ္ဌာန်း၍ဆက်ကလူရန်ပါဤရှင်ဘုရားထိုမတပနဝကမ္မဝိထုများကိုသာသနာတော်အတွက်ဆွမ်းသင်္ကန်းကြောင်းစေ၄ပါးသောပစ္စည်းတို့ကိုရည်မှန်း၍လူရန်ပါဤရှင်ဘုရားဤကောင်းမှုတို့ကြောင့်တပည့်တော်များသည်ဩနာတေယေဒုက္ခဘေးဤကင်းဝေးရာမှန်ဤနိဗ္ဗာန်ကိုလင်းမြန်စွာရောက်ပါစေသာအရှင်မြတ်ဘုရားယနေ့ယခုပြုသမျှကုသလဤအဖို့ဘာကကိုအ
ထူးအားဖြင့်ဘဝဟောင်းကိုစွန့်၍ဘဝတစ်သို့ပြောင်းသွားလေပြီသောယရဏသုံးပါးကိုလေးစားလေရှိသောအနန္တဂိုင်းဝင်ကျေးဇူးတော်ရှင်မိခင်ကြီးတော်မြင့်အားရညာပါစေအမြဝေဤထိုမတပါအနန္တဂိုင်းဝင်ကျေးဇူးတော်ရှင်မိခင်ဖခင်တို့အား၎င်းဆရာသခင်ကျေးဇူးရှင်တို့အား၎င်းရေမြေတနည်းအစိုးရမင်းအား၎င်းနတ်တို့တနည်းတရားမင်းအား၎င်းငရဲတနည်းယမမင်းအား၎င်းဤကြောင်းတိုင်း၌စောက်ရှောက်၍နေကြကုန်သောတောင်ဆောင်နာစေတီဆောင်နာအိမ်ဆောင်နာခြံဆောင်နာမြို့ဆောင်နာရွာဆောင်နာတောဆောင်နာတောင်ဆောင်နာသာသနာတော်ဆောင်နာသတုမဟာရေတာဝရိန္ဒာအစရှိကုန်သောနတ်မြတ်နာကနတ်ပေါင်းတို့အား၎င်းအတိတ်ဘဝကတော်ဆက်ခဲ့ကုန်သောမိဟောင်းဖာဟောင်းဘိုးဟောင်းဘွားဟောင်းဆွေဟောင်းမျိုးဟောင်းပုဂ္ဂိုလ်ပေါင်းတို့အား၎င်းယခုဘဝ၌တော်ဆက်၍ဘဝတစ်ပါးပြောင်းရွှေ့သွားကြကုန်သောဆွေမျိုးညီအကိုမောင်နှမမိတ်ဆွေသင်္ဃာအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အား၎င်းရညာပါစေအမြဝေဤအလုံးစုံကုန်သောဝိနေယဒုက္ခိတဒုက္ခိတတတဝါအနန္တတို့သည်ကုသိုလ်ရှင်ကောင်းမှုရှင်ဖြစ်ကြကုန်သောတပည့်တော်များ၏ဘေးဝေသောအမြတ်ကိုရကြကုန်သည်ဖြစ်၍ဝမ်းမြောက်နှူမောသာဓုသာဓုဟုခေါ်ဆိုနိုင်သည်ဖြစ်ကြပါစေကုန်သောအလုံးရကြသမျှအမြပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးရကြသမျှအမြပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးရကြသမျှအမြပြုတော်မူကြပါကုန်လောသာဓုသာဓု